တကူလာပြည့်ကျော်2 ရက်နေ့မဟာသိညာအကျနေ့ဘေကုတိုင်းဘေကုမြို့ဥဒ္ဒါမြို့သစ်ချမ်းမြေမြိုင်ကျောင်း၌တွင်တို့ဥပုသ်တရင်သီလကျင့်သုံးခံယူစောင့်တည်ရန်ရောက်ရှိလာကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအဖြင့်ပေးလူဟောကြားအပ်သည့်အရိမေတ္တေယဗုဒ္ဓဝင်တရားတော်ဗဒ္ဒကဘာမှာနောက်ဆုံးပွင့်တော်မူမဲ့အရိမေတ္တေယမြတ်စွာဘုရားရဲ့အကြောင်းအရာကိုဒီနေ့တရားချေခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့အားဘုန်းကြီးတို့ပြောပြမှာဖြစ်ပါတယ်အဲ့ဒီတရားတကိုဘုန်းကြီးတို့မြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်လေးကကောင်းပြီးထားမှပန်လို့ရတဲ့ဗတရားတဲ့လေဘုရား5စုကိုပန်းပွင့်5ပွင့်နဲ့ပမာထားပြီးတော့4စုသောဘုရားတွေကတော့ပွင့်သွားကုန်ပြီတဆူသောဘုရားကြာမှသေးတယ်အဲ့ဒီကြာတဲ့တဆူသောဘုရားကိုပန်းနဲ့တင်စားပြီးတော့လောကအမျိုးသမီးများဟာပန်းပန်းနေဆိုတာခေါင်းကိုတေတေတတ်တပြီးလိမ့်ပြင်ဆင်ပြီးတော့မှပန်းမွင့်လေးကိုနောက်ဆုံးတင်ပြီးတော့ပန်းတယ်လို့ဗဒ္ဒကဘာကြီးမှလည်းနောက်ဆုံးပွင့်တော်မူမဲ့အရိမေတ္တေယမြတ်စွာဘုရားတည်းဟူသောပန်းကိုပန်းကျင်လို့ရှိရင်ခေါင်းဖီးထားရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းပြီးတော့ခေါင်းဖီးထားမှပန်းလို့ရလို့အမည်ပေးထားတယ်အရိမေတ္တေယဗုဒ္ဓဝင်အကြောင်းအရာကိုဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောသေးသောလုံးချီမိုးရှိခိုး၍ဓမ္မသဖြင့်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်လေးကိုအာယုံပြုနေပါဘုရားကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားခြေကျိုးကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဖြင့်စတင်ဖွင့်ကြရအောင်မန္တေတန္တိပဒသဗ္ဗကေတဝဗုဒ္ဓရူပကံအာနုဘာဝတတေတန္တိတာဟံနမာမိတာရတံမန္တေဘောဓိညောင်ရွှေရောင်မဲခေဟုအောင်မြင်တင်ဆံပလင်၌တန္တိပဒချိန်ခါပချိန်ခါကြ၍လူပြည်နတ်ပြည်နဂါးပြည်ကလုံးပြည်တို့မှစုံညီကြွရောက်တော်မူလာကြကုန်သောသဗ္ဗတာတုယောအစင်းတော်မျိုးမျိုးတကိုးတော်ထွေထွေကြက်တည်းအနန္တပမာဏသုံးသွဲအရွယ်တော်စာစာဓာတ်တော်ပေါင်းအများတို့သည်ဗုဒ္ဓရူပကံပွင့်တော်မူသကရူပပုံဟံ32တန်သောလက္ခဏာတော်ပေါ်ပေါ်လွင်လွင်ထင်းထင်းရှားရှားဘုရားရှင်ကိုရောမြတ်ကြီးရဲ့အသွင်တော်ကိုဒေတဝံတဆုကောရောနမူပေါ်အောင်ယူတော်မူကြကုန်မည်၍အနုဘာဝတောက်ပြောင်ထိန်ထိန်6ယောက်ရှိန်တို့ဖြင့်ဂုံသိမ်ကွန်မျိုးတကိုးတော်မြတ်အထူးကိုတတေတန္တိတဘောအနဲ့ဓမ္မစက်တို့ကိုဟောမြခပြတော်မူသဖြင့်မြိုင်မြိုင်ဆိုင်ဆိုင်ကိုမျိုးလည်းအထူးသဖြင့်လှလှပပဖူးခွင့်ရအောင်လွတ်ထွက်၍ပြတော်မူကုန်လတံတံဗုဒ္ဓရူပကံနောက်အနာကရောင်ဝါလျက်သဖြင့်ယုတ်တာပေါင်းစီဓာတ်ပေါင်းစုံကိုရောမြတ်ကြီးကိုတာရတံမျောတွေးစီကယခုလိုအဝေးရကလေးမြတ်ကြီးညိုယိုသေးလာသွားအဟံရောင်တော်ပြန်ပွဲဝင်နှွဲရမြော်ဖရာတပိတော်သည်မေယံရောင်တော်ပြန်ပွဲဝင်နှွဲရမြော်ဖရာတပိတော်တို့သည်နမေနမမိကောင်းမှုတွေအနန္တနဲ့
တောင်းစုချွေဝေပန်းသပြီးတော့မြော်တအာကိုလက်စုံမိုးကရှေခိုးဦးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဆိုလိုက်ပါစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်တတ္တဝါတွေကိုမာတန်တံဘူပံဆွဲတဲ့ကိုစင်းရဲ့လက်ကျင်ပါစေဘေးအတန်တံယံခံသိမ့်တို့ရှောင်းငါတိတ်လို့ငြိမ့်ပါစေစိတ်မာတန်တံပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သမယနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့တံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုမာတန်တံဘူပံဆွဲတဲ့ကိုစင်းရဲလဲကင်ပါစေဘေးအတန်တန်ယံခသိမ့်တို့ရှောင်းငါတိတ်လို့ငြိမ့်ပါစေစိတ်မာတန်တံပူပန်ဆွဲတဲ့စိတ်ဆင်းရဲလဲကင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သမယနိုင်ပါစေဧဒါကဗုဒ္ဓဟောကြားမေတ္တာထားပွားတဲ့အတံပါပေသဗ္ဗေတိယောဝုဇန္တုသောကောရောဂောဝိနာတတုမာတေဝန္တွန်တရယဒုက္ခိတိကာယုကောဘဝသဗ္ဗေတိယောလုံးစုံသောဘေဥပယောဂအန္တရေဟုသမျှအပေါင်းတို့သည်ဝိဝေဇံတုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကနာယောဂသည်၎င်းဝိနာတတုပျောက်ပြပါစေအန္တရာယအန္တရေအပေါင်းတို့သည်မာဘဝန္တုမကြမရောက်ကြပါစေကုန်လေဒုရိတောကိုယ်စိတ်နှဖျားကြမ်းမှချမ်းသာဝန္တာကြကုန်သည်ဖြစ်၍ဒီကယူကသက်ရတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဂရိသမသဘင်ကိုဘုန်းကြီးတို့စတင်ဖွင့်ပါတယ်လက်အုပ်ကလေးတွေအောက်ချထားပြီးတော့မိမိတို့ရေရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်ပြီးတော့ဘုန်းကြီးတို့ဂရိမနပိုင်းမေတ္တေယအရိမေတ္တေယဗုဒ္ဓဝင်အရိမေတ္တေယရဲ့ဘုရားအကြောင်းပေါ့လေဘုန်းကြီးတို့ဗဒ္ဒကဘာကြီးမှာနောက်ဆုံးပွင့်တော်မူမဲ့ဘုရားဘုန်းကြီးတို့ကံကောင်းပါလေဘာဖြစ်လို့ကံကောင်းတာတုံးဆိုတော့ဘုရားနှစ်ဆူချားမှာလူဖြစ်ရလို့ဘုရားနှစ်ဆူချားဘာဖြစ်ရလို့အေးဒုက္ခတိဘဝကောင်းကြီးကိုရနေတာကိုကုသိုလ်ကံကိုကိုသိအထင်မသေးနဲ့ပြည့်တတ်ရတို့ကောရမပွင့်တော်မူသွားတဲ့ဘုရားမမီလိုက်ရပေမဲ့လို့သာသနာတော်ကြီးနဲ့ကြုံရတယ်ဒီသာသနာတော်ကြီးကုံသွားပြီဆိုရင်ဟိုးနောက်ဘုရားပွင့်မို့လို့အရိမတေယဘုရားဆိုတာကြံသေးတယ်အဲ့ဒီမေတ္တေယဘုရားအရိမေတ္တေယဘုရား
အများခေါ်နေတာတော့အရင်မရေရလည်းမဟုတ်ပါဘူးပြိဿကြီးသာလို့ပြောရင်တော့အရိမေတ္တေယအရိဆိုတာကယံသူမေတ္တေယဆိုတာကမေတ္တာကိုယ့်ဘောမှာယံသူလိုဆက်ဆံတဲ့ပုဂ္ဂိုလ်ဘောမှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားမို့လို့အရိမေတ္တေယမိမိရဲ့ဘောမှာယံသူလိုဆက်ဆံတဲ့ပုဂ္ဂိုလ်များဘောမှာတောင်မှမေတ္တာထားနိုင်တဲ့ဘုရားကိုအရိမေတ္တေယဘာဘုရားတဲ့လဲအေးအဲ့ဒါပါဠိစလုံးကြလေးပြောအရိမေတ္တေယအရင်မရေရနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးအဲ့ဒါကအဲ့ဒီတော့ဘုန်းကြီးတို့ဒီဘုရားရှင်ကိုရမြတ်ကြီးတွေပွင့်သွားတာကိုလေးစုသောဘုရားပွင့်သွားတာကိုရှေးစတော်ကြီးများကဥဒ္ဒေကမံတယောနာဝါဩဟိနာတထနာရုဟာဣဒံပိအတနာဒိဋ္ဌာဧတန္တာနာဂတာရုဟာဝန္တောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဣဒကပ္ပေယေဝဗတ္တကောက်ဟုထုံးမြရောင်လင်းဤငါတို့ကဘာအတွင်၌သာလျင်ဣဒဒီပေသဗ္ဗုတိဟုတွင်မီတောက်ထွန်းဤငါတို့တောင်ကျွန်းကြီး၌သာတယောတိတ်သောနာဝါကကုတံကောနာကတ္တပဟုနာမစိုက်ချွန်အောင်းတဲ့ကိုနှင့်ပြောင်းဝန်ကြီးညီသုံးစင်းသောဖောင်တော်ကြီးတို့သည်ဥဒ္ဒေကမံစီသံမောင်းသံမြေလုံးလျံ၍ချိန်ညံသေးသေးသိမ့်သိမ့်လဲအောင်မဆဲဆဲပြန်ကြရဲ့ပြန်မြတက်ဆံတော်မူကြလေကုန်မည်တတ္ထထိုနိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့နိဗ္ဗာန်ကတို့တောင်ရွှေမြို့သို့ဆောင်ပို့ကဲသွင်းဖောင်းတော်ကြီးသုံးစင်းတို့၌တုံမေတန်ရောစဉ်မိခင်မင်းကြည့်၍မညီနိုင်ကြဘုံဘဝမှာမထကြာညောင်းသင်လူအပေါင်းတို့သည်အနာရုဟာဖောင်ကြီးကိုများမမြင်ရပဲလွယ်ကြီးလွယ်လျက်ရှောင်လွယ်ဖဲသုံးမစည်းလိုက်ကြရကုန်သည်ဖြစ်၍ဩဟိနာအိုလာသေးလာတဖွာဖွာနှင့်ရှည်လျာမဆုံမိမတုံမဲ့တခုတ်ခုတ်တောင်ဘေးကြီးရောက်၍ထွက်ပေါင်းမရကြံရစ်၍နေကြရလေကုန်မည်ဣဒာပိငါတို့ဖယားထင်အရှားပင်ငါတို့ဖယားထင်အရှားပင်တရားတိုင်မောင်းပဲ့တင်ဆောင်များရိုင်ညောင်းစော်ညံစီတော်တန်နှင့်ထက်ဆံဟိဖောင်းတော်ကြီးကိုလည်းပဲဒိဋ္ဌယေဝဖယားဖောင်မှုမဖူးရလိုက်မထိုက်မနာရှင်တော်ထမ်းသည်တရားသံဃာယရဏဟုရောဝါထွန်းပပယ်ပိုင်းမြကိုဝေကမုံမုံမြင်ုံသာမြင်လိုက်ကြရကုန်၏အတနာကတို့ဖောင်းကလက်ဆောင်သဖို့ဒါနသီလဘာဝနာကောင်းမှုမဆုမထားလက်ကင်ပါကြခြင်းကြောင့်အနာရုဟာသင်္ဘောဖောင်စီမာလိန်ကြီးကအနိမခံဟိဟိညာမြကြောက်ကံတွန်းထုတ်နောက်ပြန်ရုပ်လျက်ခွာဆုပ်လေပြီစက်ကုံဟိတဖြင့်မစီမလိုက်ကြကုန်မဲသာဩဟိနာဣမာဘေကံကရဲ့ကျမ်း၌ပင်မရှိရောတမောမောဖြင့်ဟေဩညီတကြံရည်၍နေကြရလေကုန်မည်အနာဂတေမိသေးများစွာများမကြာမီဆန်းလာလူနီးဖောင်တော်ကြီး၌အရုဟာအရုံလာယောင်အမြန်ခုံကူဖောင်တော်ဥကားစူးစူးမြိုင်မြိုင်လက်ဥထိုင်၍စီးနိုင်ကြပါစေခြင်းကြိုးငါတုံမေတန္တရာဘွယ်ကြံတစ်ဖက်ကံသို့
ထွက်လန်းလို့ညောင်းသင်သူတော်ကောင်းတို့သည်ဧတံတုကတို့ဖောင်းကလက်ဆောင်သဖို့ဒါနသီလဘာဝနာကြီးကိုကတို့ဖောင်းကလက်ဆောင်သဖို့စာကတိတိဒါနသီလဆိုတဲ့ဘာဝနာကြီးကိုအပြည့်ခုကဩရှာမိ၍နေကြရကုန်ရာတည်းပွင့်တော်မူသွားတဲ့ဘုရားလေးစုဒီဘုရားလေးစုဟာဘုန်းကြီးတို့သုံးစုဘုရားကတော့ပြောမနေနဲ့တော့သာသနာလည်းမတွေ့လိုက်ရဘူးဘုရားလည်းမဖူးလိုက်ရဘူးလေးစုမြောက်ဘုရားဖြစ်တဲ့ကောရမမြတ်စွာဘုရားရှင်ကိုရောမြတ်နဲ့ဘုန်းကြီးတို့တေလွဲသွားတာပြေတတ်တယ်2550ဘုန်းကြီးတို့2550လောက်နောက်ကျသွားတယ်2550လောက်တာဆိုရင်ဘုရားပြိဋိဘံမဆံခင်လေးဘုန်းကြီးတို့ကပ်ပြီးတော့ဖူးလိုက်ရရင်သိတ်ကံကောင်းတယ်ပေါ့အဲ့တုန်းကဘုန်းကြီးတို့ဘယ်ရောက်နေကြမှမသိဘူးဒီတော့ဒါပေမဲ့လို့အာမပြတ်ပါနဲ့တဲ့မြတ်စွာဘုရားပွင့်တော်မူသွားလို့ဘုရားကိုမဖူးလိုက်ရတော့လည်းပဲအဲ့ဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ထားတော်မူခဲ့တဲ့သာသနာဒီနေ့ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေတွေ့နေရတာကံကောင်းတယ်တဲ့ဆိုကြည်ပါကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာကံကောင်းမြတ်စွာသာသနာကံကောင်းသူသာတွေ့နိုင်တာဆိုကြည်ဘုန်းတော်ကံတော်ဉာဏ်တော်အလွန်တရာကောင်းမြတ်တော်မူသောအလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကြီးကိုကံကောင်းတဲ့သူတွေဒါတွေ့နိုင်တယ်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကံဆိုးနေသလားကံကောင်းနေသလားအေးအတိတ်ကံကကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့အခုဘဝမှာလည်းပဲကောင်းတဲ့သာသနာတော်ကြီးနဲ့တွေ့လို့တို့ဟာအတိတ်ကကံကောင်းနေအများကြီးစုဆောင်းနေတာပဲအေးအဲ့ဒီတော့ကောင်းနေတဲ့ကံတွေကိုတစ်စင်းနဲ့တစ်စင်းမြင်ပြီးတော့ကောင်းတဲ့ကံတွေပဲဆက်ပြီးတော့သွားမယ်ဆိုရင်ဟောဘုန်းကြီးတို့နောက်ဆုံးပွင့်တော်မူမဲ့အရိမေတ္တရာမြတ်စွာဘုရားဖူတွေ့ရမယ်တဲ့ဒါကြောင့်ပိဋကလိုက်ဆိုသမှာတရားစီကြီးယွန်းစောတိမြည်ဟိဘဝတိုင်တရားစီကြီးယွန်းစောတိမြည်ဟိဘဝတိုင်ကိလေသာနာပိတ်၍ထားတို့များမကြားနိုင်ကိလေသာနာပိတ်၍ထားတို့များမကြားနိုင်မကြားပြီးသောပန်းရှိရောဟေအော်ညီ၍မိုင်မကြားပြီးသောပန်းရှိရောဟေအော်ညီ၍မိုင်သုံးစင်းဖောင်တော်လွဲဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီသုံးစင်းဖောင်တော်လွဲဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီယုံစေဖောင်ကြီးပဲ့အမီခိုစီနိုင်မှသင်ကြမည်ယုံစေဖောင်ကြီးပဲ့အမီခိုစီနိုင်မှသင်ကြမည်မေတ္တေဖောင်တော်အသင့်မျော
ဥတော်ခန်းကစီဖို့ဤမေတ္တေဖောင်တော်အသင့်မျောဥတော်ခန်းကစီဖို့ဤကတုဖောင်ကရိတ်ခါလှစုမဆောင်မတော်ကြမည်ကတုဖောင်ကလက်ဆောင်သာစုမဆောင်မတော်ကြမည်ဒါကြောင့်ဒီဓမ္မကဗျာလေးတွေကိုဘုန်းကြီးတို့ပြည်သားဘုန်းတော်ကောင်းတို့ကိုညာလေးနဲ့ကိုဆင်ញင်ကြည့်ပြီးတော့ဘုရားစုစုတရားစီတီးရိုက်စော်တီးပြီးတော့တတ္တဝဝေနေရတွေကိုသစ္စာတရားတွေဟောသွားတာငါတို့ဘာဖြစ်လို့ပါမသွားတာတော့ဆိုရင်ကိလေသာနာပိတ်၍ထတို့များမကြနိုင်တဲ့ဘုန်းကြီးတို့အဲ့ဒီဘုရားတွေပွင့်တော့ကဘုန်းကြီးတို့နားတွေကကိလေသာတွေနဲ့ပိတ်ဆို့ပြီးတော့ထားတော့ပွင့်တော်မူသွားတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတို့ရဲ့တရားစီမောင်းတန်တွေဘုန်းကြီးတို့မကြားခဲ့ရဘူးတဲ့ဘာဖြစ်လို့မကြားခဲ့ရတာတော့ဆိုနားပိတ်ထားလို့ဘာဖြစ်လို့မကြားဘာတွေနဲ့ပိတ်ဆို့ထားတုံးဆိုတော့လောဘဒေါသမောဟမာနရာဂဆိုတဲ့ကိလေသာတွေနဲ့ပိတ်ထားလို့ဘာတွေနဲ့ပိတ်ထားဒါကြောင့်မို့လို့ကိလေသာနာပိတ်၍ထားတို့များမကြားနိုင်မကြားပြီးတော့ပန်းဤရောဟေအောညီ၍မှိုင်းဘုရားဟောတဲ့သစ္စာတရားတွေတို့မကြားတဲ့အခါကျတော့သန္တရာထဲမှာကျင်းပြီးတော့သွားတာပင်မလိုက်တာလူဘဝရောက်လဲလူဒုက္ခခွေးဘဝရောက်လဲခွေးဒုက္ခဒုက္ခတွေမျိုးမျိုးနဲ့ခန္ဓာဝန်တာရည်သမီးစီဝါရေးအိမ်တော်ရေးတာဝန်တွေထမ်းပြီးတော့လူလဲပန်းလာပြီတဲ့ရည်ရောနေပြီတခါလဲတရက်သီးများငပြောသီးများပိဋကရည်ရောနေရင်စားလို့ကောင်းသေးလားအဲ့ဒီလိုဖြစ်နေပြီတို့ဘဝဟာလည်းပဲဒါကြောင့်မကြားပြီသောပန်းဤရောဟေအောညီ၍မှိုင်းသုံးသင်ဖောင်တော်လွယ်ဖဲကြောတို့တော်ပန်းလို့ကြံခဲ့ပြီကျုံစေဖောင်ကြီးပဲ့အမိခိုစီနိုင်မှတင်ကြမည်တဲ့ကျုံနေတဲ့ဖောင်ကြီးကိုကျုံနေတဲ့ဖောင်ဆိုတာယခုဂေါတမမြတ်စွာဘုရားရဲ့သန္တာတော်ကြီးကိုပြောတာဒါပေမဲ့လို့ဘုန်းကြီးတို့စီးရမှာကဥကန်းကမဟုတ်ဘူးဘိသတ်တွေနောင်မီးကဘယ်ကစီးရမှာလဲဖောင်ကြီးရဲ့အလျားကဥပမာလေးဘုန်းကြီးတို့ပြလိုက်ကြလို့ဖောင်ကြီးရဲ့အလျားကဘယ်လောက်ရှိတော့အလျားက9000ရှိတာဘယ်လောက်ရှိလဲ9000 9တောင်မဟုတ်ဘူး9000အဲ့ဒီ9000ဟာအခု2500နဲ့50ဆိုတော့ဘုန်းကြီးတို့ရှေ့ပိုင်းကိုမမီလိုက်ရတော့နောက်ပိုင်းအမီးပိုင်းလေးပဲကြံတော့တဝက်ကျိုးသွားပြီတဝက်ကျိုးတဲ့ပြင်ကို250တောင်လွန်နေပြီအဲ့တော့ဘုန်းကြီးတို့ကြုံနေရတာကဘေးသတ်တွေဥကန်းလားပဲ့ကန်းလားမိယုံနေလေးမိလိုက်ရတာတခါတည်းဒါကြောင့်မို့လို့ကြုံတဲ့ဖောင်စည်းပဲ့အမိခိုစီနိုင်မှသင်ညာမီပါရမီတွေပြည့်လို့ကိုကလည်းဒါနသီလဘာဝနာကုသိုလ်ကံတွေများများအထောက်ထားလို့ဒီဘဝမှာမဉ္ဇဉ်ဘုညာနိဗ္ဗာန်ကိုရနိုင်မဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲလိုက်သွားပါတော့အဲ့ဒီဖောင်တော်ကြီးရဲ့အမိကိုကင်ဆွဲပြီးတော့လိုက်သွားပါတော့အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်မေတ္တေဖောင်တော်အသင်းမြော်ဥတော်ခန်းကစီးဖို့ရည်တဲ့အဲ့ဒီဖောင်တော်ကြီးနဲ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာဖောင်တော်ကြီးနဲ့လိုက်လို့မမီတော့လဲပဲနောက်ကနေပြီးတော့ဖောင်တော်ကြီးတစ်စင်းစက်တံပေးပြီးတော့စီတံမောင်းတံမျက်လုံးညာမြချိတ်ညာသေးနောက်ကဖောင်တော်ကြီးတစ်စင်းကလည်းဘေးသားတွေထွက်ဖို့လို့အစဉ်သင့်ဖြစ်နေပြီဒါကြောင့်မို့လို့မေတ္တေဖောင်တော်အသင့်မြော်ဥတော်ခန်းကစီးဖို့ရည်တဲ့အရိမတေယမြတ်စွာဘုရားလက်ထက်ကြတော့ဘုန်းကြီးတို့ကပဲ့ပိုင်းကစီးမှလားဥခန်းကစီးမှလားအဲ့ဒါဘုန်းကြီးတို့ကံကောင်းတယ်ပြောတာဘုရားရဲ့သာသနာတော်ကိုပဲ့ပိုင်းပဲမိလိုက်ပြီမဲ့လို့နောက်ပွင့်တော်မူမဲ့ဘုရားကြတော့ဘုန်းကြီးတို့ကဈာထဲမှာနေတဲ့လူတွေဆိုတော့ဥခန်းကိုမိတယ်ဘာကိုမိလဲဂေါတမမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ဥခန်းမမိလိုက်တော့ဘူးမိသလားပဲ့ပိုင်းပဲမိလိုက်တာနောက်တစ်စင်းထွက်လာပြီဟိုမှာ
ထွက်လာတဲ့အစင်းဆိုတော့ကိုကဒီဖရာသာသနာတော်နဲ့ကိုဖရာသာသနာတော်ဂျားထဲမှာဆိုတော့ကိုကဘုန်းကြီးတို့ရှိကိုထိတ်တိုက်လိုက်ဘုန်းကြီးတို့ဥခန်းကတက်ထိုင်ရမှာဘယ်ကတက်တိုင်ရမှာလဲအေးအဲ့ဒီလိုဥတော်ခန်းကစီးဖို့ကြီးကတို့ဖောင်းခါရိတ်ခါလာစုမဆောင်းမတော်ကြပြီပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာဥတော်ခန်းကလက်ဥပိုင်းပိုင်းစီးနိုင်ဖို့အရေးဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အရူရာအရုံရာယအမြန်ခုံကူဖောင်းတော်ဦးကစူးစူးမြိုင်မြိုင်လက်ဥထိုင်၍စီးနိုင်ကြပါစေခြင်းကြိုးငါတုံမေတန်တရာဘွဲ့ကြံတစ်ဖက်ကန်းသို့ထွက်လန်းလိုညောင်သင်သူတော်ကောင်းတို့သည်ဧတံတုကတိုးဖောင်းကလက်ဆောင်သဖို့သာဂတိတိဒါနသီလဘာဝနာကြီးကိုအပိခုကရှာမိလိုက်ကြကုန်ရာတည်းဘုန်းကြီးတို့ဘုရားကြီးတဲကြကြောင်းလေးစောက်တာယဟန်လေးခန်းညရှင်နေပြုကြတယ်ဒါနကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဆိုတာဘယတန်တေဘာလုပ်နေတာလို့ဆိုရင်လက်မှတ်ဖြတ်နေတာဘာလုပ်နေတာလဲဖောင်းတော်ဦးကလိုက်နိုင်အောင်လို့ဥပုသ်တရင်သီလတွေစောက်တည်ဝိပဿနာသမထဘာဝနာကမ္မထန်တရားတွေကြိုးစားပွားများအားထုတ်နေကြတယ်ဆိုတာကိုအားပေးတာဟိုးနောင်ပွင့်တော်မူမဲ့အရိမတေယဘုရားဒီဘုရားကဒီတဆူတဲ့ကြံတော့တာကဗတ္တကဘာမှာပွင့်မှာဒီဘုရားကိုငါတို့မှီသွားအောင်လို့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေတာလက်မှတ်ဖြတ်နေတာလို့ကိုစီးမဲ့လက်မှတ်ကိုဖြတ်ကိုနေရာကိုတတ်မှသူများတတ်မှတ်ပေးလို့ရတာမဟုတ်ဘူးဘယ်ခန်းကလိုက်မယ်ဥကန်းကလိုက်မလားအလဲပိုင်းကလိုက်မလားနောက်ဆုံးအမီးပိုင်းကပဲခိုစီးမလားဆိုတာကတော့ကိုစီးမဲ့နေရာကိုကကိုဆုံးဖြတ်လောကခရီးဘုန်းကြီးတို့ပြောမယ်လောကခရီးသွားတာတောင်မှဟိုငါရိုးရိုးပါစင်ကျကားနဲ့လိုက်မယ်သို့မဟုတ် express မှန်လုံးကားကြီးနဲ့လိုက်မယ်သို့မဟုတ်ကိုပိုင်ကားနဲ့သွားမယ်ကားတော်မှ3-4ဆင့်ရှိတယ်လို့ပေါ့ပါစင်ကျကားနဲ့လိုက်တော့တိုးတိုးခွေးခွေးကြကြတိတ်တိတ် express ကားနဲ့လိုက်တော့နည်းနည်းတော်သေးတယ်အဲအကွန်လေးပါလေးနဲ့ချောင်းချောင်းချိချိကိုပိုင်ကားနဲ့သွားရင်တော့ပြောမနေနဲ့တော့ပေါ့တိတ်ချမ်းသာတယ်ပေါ့ဒါပြောနေတာဒီတိုင်းပဲတို့နောက်ပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားသာသနာတော်မှာငါတို့ဘယ်ကနေထိုင်စီးမလဲဥကန်းကပဲထိုင်စီးမလားအလဲကောင်ကပဲထိုင်စီးမလားသို့မဟုတ်အမိပိုင်းကပဲခိုးပြီးတော့လိုက်သွားမလားဆိုတာကတော့အဲ့ဒါကိုယ့်ပေါ်မှာကိုယ်မူတည်ပါလေကိုယ်မှာဒါနအင်အားတွေအများကြီးရှိထားမယ်သီလအင်အားတွေအများကြီးရှိထားမယ်ဝိပဿနာသမထဘာဝနာအင်အားတွေအများကြီးရှိထားမယ်ဆိုရင်ဥကန်းကထိုင်ပြီးတော့လိုက်ရမယ်ဒါကြောင့်မို့လို့ပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားရဲ့ဗုဒ္ဓဝင်အကြောင်းအရာကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့နားလည်ထားမှဒီအရိမတေယမြတ်စွာဘုရားကိုမြတ်ဝါချင်းတင်ဖူးမြင့်ခြင်းရင်ဘုရားတပည့်တော်တို့ဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ရပါမလဲဘုရားလို့မေးလိုက်ရင်ဒီတရားလေးကိုနာကြားပြီးတော့မှအရိမတေယဘုရားဖူးဖို့လို့ဒီကုသိုလ်ကောင်းမှုတွေမလုပ်ရသေးဘူးဆိုရင်လည်းပဲအဲ့ဒါကြိုးစားပြီးတော့လုပ်ဖို့လို့တိုက်တွန်းပါတယ်အဲ့ဒီတော့အရိမတေယဗုဒ္ဓဝင်တရားတော်ကိုဘုရားရှင်ကိုရောမြတ်ဗမာဟောတော်မူတော့ဆိုရင်ကပိလဝတ္ထုနေပြီတော့တဲ့ဧကံသမယံဘဂဝါကပိလဝတ္ထုသမိနိကြောဒရာမေဝိဟရတိဧကံသမယံခါတပါစီတုံးကဘဂဝါဘုံတော်6ပါးသဖြင့်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်ကပိလဝတ္ထုသမိဖွာတော်မူရာဌာနဖြစ်ပေသောကပိလိုလို့ခေါ်တဲ့နေပြီတော့၌နိကြောဒရာမေနိကြောရာယုံကြောင်းမှာဝိဟရတိယပဒလေးလေးဖြင့်မြတ်ကြီးရွှင်ပြုံးတည်သုံးငါစံပေတော်မူခဲ့ပါပေတည်းဘုန်းကြီးတို့မြတ်စွာဘုရားဖွာရဇာတိဖြစ်တဲ့ကပိလဝနေပြီးတော့နိကြောဓာယုံကျောင်းမှာမြတ်စွာဘုရားသတင်းသုံးနေတော့မြတ်စွာဘုရားရဲ့မိတွေးတော်ဖြစ်တဲ့မဟာပဇာပတိလို့ခေါ်တဲ့မိတွေးတော်ဂေါရမီအဲ့ဒီမိတွေးတော်ဂေါရမီကြီးဟာရွှေဖြင်းအိုးကြီးထဲမှာ
ဖြစ်အိုအဲ့ဒီဖြစ်အိုကရွှေနဲ့လှုပ်ထားတာဖြစ်အိုဆိုတာထိတ်ဝကျဲကျဲနဲ့ဘုန်းကြီးတို့အိမ်တွေမှာရေထက်တက်ပြီးတော့သုံးနေတာအဲ့ဒီဖြစ်အိုကရွှေနဲ့လှုပ်တဲ့ဖြစ်အိုကြီးအဲ့ဒီရွှေနဲ့လှုပ်တဲ့ရွှေဖြစ်အိုထဲမှာရွှေတွေကိုအမှုံလုံးရွှေမုံလုံးဆိုတော့ဘုန်းကြီးတို့ပြောတာအခုဖရားတွေဘာတွေရွှေချတဲ့ရွှေဆက်ကူပေါ့အဲ့ဒီရွှေဆက်ကူကဒါရွှေပြားကိုခတ်ထားတာပဲအေးမြေကြီးတွေအဲ့ဒီဖြစ်အိုကြီးတွေကိုထက်ရွှေမုံတွေထက်ပြီးတော့မြေနဲ့ရွှေမုံတွေနဲ့ရောပြီးတော့အဲ့ဒီထဲကိုဗာမျိုးစေ့တွေချတော့ဆိုတော့ဝါစေ့တွေဗာစေ့လေဝါစေ့တွေချပြီးတော့ဖြစ်အိုကြီးတွေထဲမှာတခါလဲဝါပင်တွေဝါစေ့တွေပြိုးထားတာပြည့်တဲ့ဖြစ်အိုတစ်လုံးမှာရွှေတွေထက်မြေကြီးတွေထက်ရွှေမုံတွေထက်မြေကြီးတွေထက်အဲ့ဒီလိုတခါလဲဝါစေ့တွေစိုက်ပြီးတော့ပြိုးထားတာအများကြီးပဲကပိလို့ရွှေနန်းတော်မှာအဲ့ဒီတော့ပေါက်လာတဲ့အခါကျတော့ဘာပင်တွေပေါက်တုံးဆိုတော့ရွှေဝါရောင်အစင်းရှိတဲ့ရွှေဝါပင်တွေပေါက်လာတယ်အဲ့ဒီမျိုးစေ့တွေကိုကျဲစဉ်ကာလမှာလည်းပဲမဟာပဇာပတိမိတွေတော်ဂေါတမီကြီးကဒိဋ္ဌံနဲ့ကျဲတာငါသားတော်ဘုရားကိုငါရွှေသင်္ကန်းလူမလို့ဒါကြောင့်မို့လို့ငါကျဲချလိုက်သောမျိုးစေ့တွေဟာဝါပင်တွေဟာလည်းပဲရွှေရောင်အစင်းရှိတဲ့ဝါဝင်းနဲ့ရွှေဝါပင်တွေပဲပေါက်ပါစေလို့အဲ့ဒီလိုဒိဋ္ဌံပြီးတော့ကျဲလိုက်တာအေးတဲ့ပေါက်လာတဲ့အခါကျတော့ဝါပွင့်တွေဟာမဟာလေကားပွင့်နဲ့တူတယ်တဲ့ဝါသီးတွေကတော့မြအစင်းနဲ့တူတယ်တဲ့အဲ့ဒီဝါသီးတွေကိုရွှေလင်ပန်းနဲ့ကောက်တို့လိုတောင်းစုပ်ပလုံးစုပ်နဲ့ကောက်တာမဟုတ်ဘူးမြတ်စွာဘုရားကမွန်မွန်မြတ်မြတ်သင်္ကန်းလူမှာအဲ့ဒါတကားတဲ့ရွှေလင်ပန်းနဲ့ကောက်ယူပြီးတဲ့အခါကျတော့ဘုရားသားကြီးဝါကုန်းဖြစ်အောင်ကြိတ်ပေါ့ဝါကုန်းဖြစ်အောင်ကြိတ်လို့ပြီးတဲ့အခါကျတော့ရကန်းစင်တွေစင်ရောရကန်းစင်တွေကိုဆင်တဲ့အခါကျတော့အဲ့ဒီရကန်းစင်တွေကိုအမွေးနှသားတွေပဲ့ဖြန်းလူတွေကိုအစောင့်ရှောက်ထားသူကိုယ်တိုင်လည်းပဲ7 ပါးသီလခံယူဆောက်တည်ပြီးတော့အဲ့ဒီမဟာပဇာပတိဂေါတမီထေရမြို့သမီးကြီးဟာမဟာပဇာပတိမိတွေတော်ဂေါတမီကြီးဟာကိုယ်တိုင်ရကန်းစင်ပေါ်တက်လို့ရကန်းခတ်တယ်ရကန်းခတ်တဲ့အခါကျတော့ဘာလို့ဖို့တော့ဆိုရင်သင်္ကန်းလှူမလို့အဲ့ဒါသင်္ကန်းရက်တော်မူတာဘယ်နဲ့ထဲရတုံးဆိုရင်ပြေးသားရွှေသင်္ကန်းနှစ်ထဲရတယ်တဲ့ရွှေသင်္ကန်းဘယ်နဲ့ထဲနှစ်ထဲသောရွှေသင်္ကန်းတွေကိုဗရမ ्या ကျုပ်ဆိုတာဒီနေ့ခေတ်ဘုန်းကြီးတို့လေပင်ထဲမှာဆွဲကြတာအရစ်ကလေးနဲ့တချို့ရှင်သေးဦးလေးတွေဘာတွေဆောင်းပြီးတော့ထည့်ထားတာကျုပ်အဲ့ဒီကျုပ်မျိုးအကြီးသားကြီးအဲ့ဒီကျုပ်မျိုးအကြီးသားကိုဘာနဲ့လှုပ်တာတုံးဆိုဗရမ ्या နဲ့လှုပ်ထားတာအဲ့ဒီဗရမ ्या ကျုပ်ထဲမှာရွှေသင်္ကန်းနှစ်စုံကိုထည့်ပြီးတော့ကပိလို့ရွှေနန်းကမောင်းမမိတ်တန်ချွေရန်သိမင်းနေအကုန်လုံးအချမ်းအယံနဲ့မိတွေတော်ဂေါတမီကြီးကမြတ်စွာဘုရားတည်သုံးတဲ့ဏိကြောဒါယုံကျောင်းကိုရောက်လာတယ်တဲ့သင်္ကန်းကပ်မလို့ဘာကပ်မလို့လဲသင်္ကန်းနဲ့ထည့်ယူလာမြတ်စွာဘုရားရှေ့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသင်္ကန်းနှစ်ထည့်လှူတယ်သာတော်ဘုရားမေတော်ကြီးကိုယ်တိုင်ရွှေဖြင်းအိုးကြီးထဲမှာရွှေတွေနဲ့ရွှေမုံတွေနဲ့မြေကြီးတွေနဲ့ရောဝါစစ်တွေကိုဒိဋ္ဌံပြီးတော့ကျက်လိုက်တာဗျဟာတခါတည်းမဟာလီကအရှင်းရှိတဲ့ရွှေဝါဂုံးတွေကိုရလို့မေတော်ကြီးကိုယ်တိုင်ပဲရကန်းစင်မွန်တက်ပြီးတော့နသာရည်မြပက်ဖြန်းပြီးတော့သီလမြခံယူဆောက်တည်ပြီးတော့ရဲလာတဲ့ရွှေသင်္ကန်းနဲ့ဆုံသာဖရာအလှခံပါဖရာလို့ဆိုပြီးတော့မြတ်စွာဘုရားကိုအာရပါရနဲ့လှူတော့ဘေးသားရမြတ်စွာဘုရားကတထဲပဲအလှခံတယ်တဲ့ဘယ်နဲ့ထဲအလှခံသင်္ကန်းကပါလာတာဘယ်နဲ့ထဲလဲဂေါတမီကြီးကဇွတ်လှူတာသာတော်ဘုရားတထဲကိုဝိတထဲကိုခြုံဖရာသာတော်ဘုရားနှစ်ထဲလုံးလှူခံပါဖရာနှစ်ထဲလုံးလှူခံပါဖရာမြတ်စွာဘုရားကတထဲတည်းလှူခံတထဲတည်းလှူခံပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကတန်နေတန်ကြီးဒိဏမဟာဖလံတန်ကြီးဒေဟိဂေါတမီတန်ကြီးတေဒိဏိအဟိစေဝပူဇီတောဘဝိတာမိဂေါတမီမေတော်ကြီးဂေါတမီတန်ကြီးတန်ဃာတော်ရှင်သူမြတ်တို့ဟာဒိဏံပေးလူလိုက်ပါတော့ဒေဟိပေးလူလိုက်ပါတော့တန်ကြီးတန်ဃာတော်ရှင်သူမြတ်တို့ကိုဒိဏံပေးလူခြင်းဒီမဟာဖလံမေတော်ကြီးမှာကြိုးများလိမ့်မယ်တန်ကြီးတေဒိဏိအဟိစေဝပူဇီတောတေသင်မေတော်ကြီးဒီတန်ကြီးတန်ဃာတော်ရှင်သူမြတ်တို့ဟာဒိဏိပေးလူခဲ့သည်ရှိသောအဟိစေဝငါဖရာကိုပူဇီတော်ပူဇော်ရမည်ပါပေသည်လို့ဘဂဝါဘုံတော်၆စုအောင်လန်းထူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်က
အဝေါဇာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းမေတော်ကြီးငါဘုရားကိုသင်္ကန်းတစ်ထည်လှူပြီးရင်ကျင့်တတ်တော့ကြံတဲ့တစ်ထည်သောသင်္ကန်းကိုတန်ခါကိုလှူလိုက်ပါတဲ့ဘယ်ကိုလှူခိုင်းလဲအေးတန်ခါကိုမေတော်ကြီးလှူရင်မေတော်ကြီးအကျိုးသိမ့်များသွားမယ်ကျိုးကျေးဇူးတွေအများကြီးရမယ်တန်ခေဒိဏမဟာဖလားတန်ခါကိုလှူခြင်းတည်လည်းပဲငါဘုရားကိုလှူတာနဲ့တူတူပဲမေတော်ကြီးတန်ခါသွားလှူတန်ခါသွားလှူလို့အဲ့ဒီလိုမိန်တော်မူတော့မြတ်စွာဘုရားရဲ့အနားမှာအဲ့ဒီချိန်မှာတန်ခါပေါင်းဘယ်လောက်ရှိတော့ဆိုအပါ80ရှိတယ်ပြည်သားတန်ခါတော့အရေးအတွက်ဘယ်လောက်လဲတန်ခါလှူဆိုတော့ဘယ်တန်ခါကိုလှူရမှလည်းမသိဘူးတန်ခါလေးကအပါ80တောင်မှအဲ့ဒါနဲ့မေတော်ကြီးကသင်္ကန်းကြီးရွှေသင်္ကန်းကြီးကိုကိုင်းပြီးတော့တန်ခါတဒေမပါဗျာတပားမှထွက်ပြီးအလှမခံဘူးတန်ခါတဒေမပါဗျာတပည့်တော်တန်ခါကလှူပါတယ်ဗျာတန်ခါကိုလှူပါတယ်ဗျာအဲ့ဒီလိုအကျဉ်းချင်းခါကပြောတော်လဲပဲဘယ်တန်ခါမှထွက်ပြီးတော့မေတော်ကြီးရဲ့လက်ထဲကသင်္ကန်းကိုအလှမခံရဲဘူးတဲ့ဘာဖြစ်လို့တုံးဆိုရင်မြတ်စွာဘုရားကလည်းဒီရွှေသင်္ကန်းကြီးကိုယုံနာမယ်အလူခံတဲ့ကိုယ်တော်ကလည်းဒီသင်္ကန်းကိုယုံနာမယ်ဆိုဘုရားနဲ့အတူတူလိုဖြစ်နေတယ်ဘုရားကလည်းရွှေသင်္ကန်းနဲ့ဒီကိုယ်တော်ကလည်းရွှေသင်္ကန်းနဲ့ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့ဓာတ်တူလိုဖြစ်သွားမယ်ဒါကတစ်ချက်ပြည့်တတ်ရဲ့နောက်တစ်ချက်ကဘုရားရှင်တစ်ထည်ကိုဝစ်ပြီးတော့တစ်ထည်ကိုခြုံနာမယ်ဆိုလို့ရှိရင်အလွန်တရာကိုမြတ်စွာဘုရားနဲ့ဒီရွှေသင်္ကန်းနဲ့လိုက်ဖက်တော်မူလိမ့်မယ်တင့်တယ်တော်မူလိမ့်မယ်လို့အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဘယ်တန်ခါကမှထပြီးတော့ရွှေသင်္ကန်းကိုအလှမခံရဲဘူးတဲ့အလှမခံဝတ်ဘူးတဲ့အဲ့ဒီအချိန်မှာအဇိတလို့အမည်ရတဲ့ယဟန်တစ်ပါးအဇိတလို့အမည်ရတဲ့ယဟန်တစ်ပါးကမြတ်စွာဘုရားသည်တန်ခါကိုလှူခိုင်းနေတာမေတော်ကြီးကိုကြိုးများစေခြင်းလို့လှူခိုင်းနေတာဖြစ်မယ်အေးဒီရွှေသင်္ကန်းတစ်ထည်ကိုငါအလှခံမယ်လို့ဆိုပြီးတော့သူ့ထက်သိက္ခာဂုဏ်ဝါကြီးတဲ့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်မကတ္တပတို့အရှင်နုရုဒ္ဓတို့ယဟန္တာကြီးတွေလည်းအများကြီးရှိတယ်ဗျာကြီးအဲ့ဒီလက်ဝဲရန်လက်ရရန်အက္ခတာဝကမဟာတာဝကကြီးတွေတပါးမှအလှမခံရဲတဲ့သင်္ကန်းကိုအဇိတလို့အမည်ရယဟန်ကထွက်ပြီးတော့အဲ့ဒီမှာအလှခံတာအညတရယဟန်ကအလှခံတာဘာကိစ္စနဲ့ထပြီးတော့အလှခံတာတော့ဆိုရင်မေတော်ကြီးကိုကြိုးကျေးဇူးများအောင်လို့ထပြီးတော့သူခံလိုက်တာအဲ့ဒါကိုဘိန်းတို့ပိယသားရေပုရုဇဉ်တန်ဃာတွေကလက်တို့ပြီးတော့တပားနဲ့တပားနဲ့ကဲ့ရဲ့ပြစ်တင်ကြတာဒီကိုယ်တော်ကလည်းကွာလူလေကြီးလို့သူ့ကိုယ်သူဆရာကြီးလို့ဘဲနဲ့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်မကတ္တဗတို့တောင်ထပြီးတော့အလှမခံရတဲ့သင်္ကန်းကိုဒီအညတရတမန်ယဟန်တစ်ပါးကဘာကိစ္စနဲ့အလှခံရတာလဲလို့တီတိုပြစ်တဲ့စကားတွေပြောဆိုနေတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကသင်္ကန်းအလှရှင်ဖြစ်တဲ့မိသွေးတော်ဂေါရမီကြီးနဲ့တန်ဃာတွေရဲ့တန်တရားကိုပယ်ဖြောက်ပါစေခြင်းအကျိုးငါတဲ့မြတ်စွာဘုရားကအဲ့ဒီမှာဘာထလုပ်လိုက်တုံးလို့ဆိုတော့မြတ်စွာဘုရားရဲ့အနားမှာဘုရားကိုပြုစုစောင့်ရှောက်နေတာညီတော်အာနန္ဒာဘယ်သူလဲဘုရားရဲ့ညီတော်အာနန္ဒာကိုခေါ်လိုက်တယ်စိတ္တအာနန္ဒာငါဘုရားကိုနမင်းကြီး၄ပါးဆက်တာထားတဲ့တပိတ်ဘုန်းကြီးတို့မြတ်စွာဘုရားဟိုလင်းလုံးမင်းအောက်မှာဘုရားဖြစ်တော်မူပြီးတော့9ရက်9လ49ရက်စံပေတော်မူနေစဉ်ကာလကမြတ်စွာဘုရားလင်းလုံးမင်းအောက်မှာတရင်သုံးနေတော့ဘုန်းကြီးတို့ဒီမြမပြည်သားဖြစ်တဲ့ဥက္ကလာပကသွားတာတပုတ်တနဲ့ဗန္လိကကုံတယ်ညီနောင်တို့မြတ်စွာဘုရားကိုဖူးတွေ့ရတဲ့အခါကျတော့မြတ်စွာဘုရားကိုအဲ့ဒီမှာပြမုတ်ဆုပ်တွေကတ်တာကတ်တော့မြတ်စွာဘုရားလက်ထက်မှာတပိတ်မရှိဘူးတပိတ်မရှိတော့မြတ်စွာဘုရားလက်ထက်မှာတပိတ်တော့မရှိတော့ဘုရားကိုတပိတ်လှူဖို့လို့ဆိုပြီးတော့ဓတ္တရထဝိရုံလကဝိရုဘကကုဝေဒဆိုတဲ့နမင်းကြီး၄ပါးကတပိတ်ကြီး၄လုံးကြောက်ညိုရောင်အစင်းကြီးတဲ့တပိတ်ကြီး၄လုံးကိုနမင်းကြီး၄ပါးကထမ်းပြီးတော့ယူလာတာဘုရားကတဆူတဲ့တပိတ်က၄လုံးဖြစ်နေတာအဲ့တော့မြတ်စွာဘုရားကကြိုက်သူ့တလုံးအလှခံရင်လည်းပဲဟိုနမင်းကြီးကစိတ်မကောင်းဖြစ်အောင်မယ်ဓတ္တရထနမင်းကြီးတပိတ်ကိုလှူခံရင်လည်းကုဝေဒနမင်းကြီးကစိတ်မကောင်းဖြစ်အောင်မယ်ကဲယူလာခဲ့ကွာဆိုပြီးတော့
တပိတ်လေးလုံးကိုမြတ်စွာဘုရားကဘယ်ဘက်လက်ဝါးပေါ်မှာတပိတ်လေးလုံးလို့ထပ်တယ်ညာဘက်လက်ဝါးနဲ့တပိတ်တွေကိုဖိချလိုက်တာတပိတ်တစ်လုံးနဲ့ဖြစ်သွားတယ်အနာက၄ရစ်တယ်အရစ်ဘယ်နှရစ်နဲ့လဲအနာ၄ရစ်နဲ့ကြောက်ညိုတပိတ်ကြီးတစ်လုံးဖြစ်သွားတာအဲ့ဒါကြောင့်အဲ့ဒီတပိတ်နဲ့တပုဒ္ဒနဲ့ဗန္လိကတော့ကုံတဲ့ညီနောင်တို့လှူတဲ့ပြားမုတ်ဆုပ်တွေကိုမြတ်စွာဘုရားကဖုံးပေးတာအဲ့ဒါဟိုလင်းလွတ်မင်းအောက်မှာရထားတဲ့တပိတ်အဲ့ဒီတပိတ်ကိုမြတ်စွာဘုရားကတောင်းတဲ့จิตာအာနန္ဒငါဘုရားလက်တော်တဲ့တပိတ်ဆက်ကဆန်းဆိုတော့မှအဲ့ဒါညီတော်အာနန္ဒကမြတ်စွာဘုရားလက်တော်တဲ့အနာလေးရနဲ့နမင်းကြီး၄ပါးလှူထားတဲ့တပိတ်ကြီးဆက်ကလိုက်တဲ့အခါကျတော့မှမြတ်စွာဘုရားကဒိဋ္ဌံပြီးတော့အဲ့ဒီကြောက်ညိုမြတ်တပိတ်တော်ကြီးကိုကောင်းကင်ကိုလွှတ်တင်လိုက်တယ်ဒီတပိတ်တော်ကြီးဒီကောင်းကင်ကိုပြန်တက်သွားစေဆိုတော့ပိဋကကြီးချက်လေရင်နဲ့ကိုမြန်တဲ့တပိတ်ကတခါတည်းဘုရားဒိဋ္ဌံပြီးလွှတ်လိုက်တာလက်ခနဲ့တော့တပိတ်ပြောက်သွားရောဘယ်ရောက်တော့မှမသိတော့အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဏိကြောဓာယုံကျောင်းတော်ကနေပြီးတော့ဒီတပိတ်ကြီးကိုစัจ java လာတိုက်အတွင်းကိုဒိဋ္ဌံနဲ့လွှတ်လိုက်တာတန်ခါအပတ်80ကြည်နေတာပြီးတဲ့အခါကျတော့မှဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူတဲ့ခြေသားတို့ငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တဲ့အဲ့ဒီမြတ်တပိတ်ကိုယူနိုင်တဲ့ယဟန်ရှိရင်နောက်ကနေလိုက်ယူကြစေလို့မိန့်တော်မူလိုက်တာတန်ခါအပတ်80တပါးမှတုတ်တုတ်မလုပ်တော့ဘုရားနာမသတင်းသုံးနေတဲ့သင်္ဃာတော်80တပါးမှသပိတ်နောက်ကိုမလိုက်ကြဘူးအဲ့ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကအစိတယဟန်ကိုခေါ်ပြီးတော့ခြေသားအစိတငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တဲ့မြတ်တပိတ်ကြီးကစัจ java လာအနန္တကိုရောက်သွားပြီအဲ့ဒါခြေသားသွားပြီးတော့ယူခဲ့ပါလို့ဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူတော့အဲ့ဒီအစိတယဟန်ဟာမြတ်စွာဘုရားကိုရိုသေသွားရှ िख ိုးပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာဘုရားသားရဲ့9မိနစ်မကြာဘူးချက်ချင်းအဲ့ဒီတပိတ်ပြန်ရောက်လာလက်ထက်မှာပါလာတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်လက်တော်တွေကိုမြတ်တပိတ်တော်ဆက်ကလှူဒန်းတော့မှအဇိတယဟန်ကိုဘေးအတန်ဃာတွေကစိတ်ဝင်စားလာတယ်ဟာဒီကိုတော့အညတရယဟန်တပန်းလို့အောက်မေ့နေတာဒီကိုတော့ဟာအညတရယဟန်မှမဟုတ်ပဲနဲ့ဇံရထားတဲ့ယဟန်ပဲအဲ့တော့အဇိတယဟန်ကဘသူရဲ့သားတော်ဆိုရင်ဘုန်းကြီးတို့ပိဋကရဲ့အဇာတတမင်းနဲ့ကင်စနဒေဝီတို့ရဲ့သားတော်တဲ့အဇာတတရဲ့သားတဲ့ဘသူရဲ့သားလဲဗိမိတာရမင်းကြီးရဲ့မြေးတော်ပဲဇိတယဟန်ကအဲ့ဒါအဇာတတဟာဖခင်ဗိမိတာရမင်းကြီးကိုတတ်ပြီးတဲ့နောက်မှာအဇာတတတံဝေကနေရပြီးတော့ငါကြည်ညိုရတယ်ဖရာရဲ့အမွေဆက်ခံဖို့လို့အဖေကိုတတ်ပြီးတော့ကောင်းစွာနောင်တရရလို့မြတ်စွာဘုရားထံကိုသွားလို့တာမညဖလားတုတ်တန်ကြီးနာကြတဲ့တစောင်းမုံလာပြီနေမှာအဲ့ဒီကစပြီးတော့မြတ်စွာဘုရားကိုကြည်ညိုလိုက်တာမပြောနဲ့ဒါပေမဲ့လို့သူကိုယ်တိုင်သာသနာတော်ထဲဝင်လို့မရဘူးဘုန်းကြီးတို့သာသနာတော်ကိုရှင်ယဟန်ဘဝနဲ့ဝင်မယ်ဆိုရင်အမေတတ်ထားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့အမေတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်သာသနာတော်ဝင်မပေးဘူးမတုကာရကပိတုကာရကအဖေတတ်ထားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးတဲ့မတုကာရကပိတုကာရကအရဟန္တာကာရကယဟန္တာကိုတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းကိုရင်ကောဥစဉ်ကောလုံးဝဝဲလို့မရတော့ဥက္ကမပေးဘူးမြတ်စွာဘုရားကနောက်တက်ကလောဟိတုပ္ပါဒကမြတ်စွာဘုရားကိုတွေးထွက်အောင်မြတ်စွာဘုရားခန္ဓာကိုယ်ကတွေးထွက်အောင်ဘုရားကိုလှုပ်ကြံဘူးရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုရှင်ဟန်ပြုတ်ကမပေးဘူးမြတ်စွာဘုရားကတန်ခဗေဒကတန်ဃာတွေအသိခွဲတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲသင်္ကန်းဝတ်ခွင့်မပေးဘူးဆိုတော့အဇာတတကအဖေကိုတတ်ထားတဲ့ကံကြီးရှိလို့သူသင်္ကန်းဝတ်ချင်တော့လည်းပဲအဇာတတဒီဘိန်းတို့ပြည့်တိုင်းသင်္ကန်းဝတ်ခွင့်မရရှာသွားပါဘူးဒါကြောင့်မို့လို့ငါကြည်ညိုရတဲ့ဖရာငါသာသနာတော်ကြည်ညိုရတဲ့သာသနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အသိတမင်းသား16နှစ်သားအရွယ်မှာဘိန်းတို့ပြည့်တိုင်းမင်းသား900အချံရံပြီးတော့အဇာတတကသူ့သားလေးကိုသင်္ကန်းဝတ်ထားပေးတာအသိတတဲ့ဘယ်သူလဲလဲအေးအဇိတယဟန်ရဲ့ဘဝဇလန်းကအဲ့ဒါပဲပရိသတ်ကြီးအဲ့ဒီတော့အဲ့ဒီသင်္ကန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားတို့တဲ့မိတွေတော်ဂေါရမင်းကြီးရွှေသင်္ကန်းလှူတာကိုအဇိတယဟန်အလှထွက်ခံတော့ကမင်းတို့အဇိတယဟန်ကိုအထင်သေးကြတယ်အေးအဇိတယဟန်ဟာတိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ်ပြာဖုံးနေတဲ့မိခဲနဲ့တူတယ်မြေမှုန့်နေဖုံးနေတဲ့ဗရမယယရနာနဲ့တူတယ်မြေကြီးထဲမှာမြုပ်နေတဲ့ရွှေအိုးနဲ့တူတယ်ပွင့်လူလူဗရုံမာကြားနဲ့တူတယ်
ရုခံတို့တောင်းတဲ့နေတဲ့နေလွန့်လင်တဲ့တူတယ်ဖယားဖြစ်ဖို့ရမျိုးစေ့နဲ့တူတယ်ပါရမီဖြည့်ပြီးတော့ဖယားအလောင်းဖြစ်တော်မူတယ်နောင်သောအခါမှာဗတ္တကကဘာမှာပွင့်တော်မူမယ်နောက်ဆုံးဗုဒ္ဓအရိမေတ္တယဖယားဖြစ်ပါတယ်လို့ဘေကဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိထာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းစိတ္တတို့တဲ့အဇိတာယဟန်ကသမ္မာပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဟောဒီဗတ္တကကဝါမှာနောက်ဆုံးပွင့်တော်မူမယ်အရိမေတ္တယမြတ်စွာဘုရားအလောင်းပဲစိတ္တတို့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူတော့မှသံဃာတော်တွေကစိတ်ဝင်စားသွားတယ်ဒီကိုယ်တော်ကိုတို့ကသမ္မာအောက်မိတ်နေတာဘေးတို့ကဘုရားလောင်းပဲအခုဂေါတမမြတ်စွာဘုရားသာသနာတော်ပုံပြီးပွင့်တော်မူမယ်အရိမေတ္တယဘုရားအလောင်းပဲဒီတော့မှဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအဇိတယဟန်ရဲ့ဘဝဇာကြောင်းကိုရှင်ဘုရားအရိမေတ္တယဗုဒ္ဓဝင်းကိုရှင်ဘုရားတပည့်တော်တို့ကိုပြန်ဟောမယ်ဆိုရင်ပြန်ပြောပြမယ်ဆိုရင်တပည့်တော်တို့နာကြားခြင်းပါတယ်မြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုလျောက်ထားတော်မှာဘုရားရှင်ကိုရောမြတ်ကသင်္ကန်းအမဖြစ်တဲ့မိတွေတော်ဂေါတမီကြီးနဲ့တန်ခါပရိသတ်တွေကိုจิตသားတို့จิตသမီးတို့အဇိတယဟန်ကလေအတိတ်ဘဝစီတော့ကဘဒုမမြည်သောစัจ जा မင်းကြီးဖြစ်ဘူးတဲ့ဘဒုမတဲ့စัจ जा မင်းကြီးနာမည်ကဘယ်သူတဲ့လဲဘဒုမလို့မြည်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ကာလကပွင့်တော်မူတဲ့ဘုရားကသူမိတ်တာဘုရားရဲ့ဘွဲတော်ကသူမိတ်တာအဲ့ဒီသူမိတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူစဉ်ကာလဟောဒီအရိမေတ္တယဘုရားအလောင်းဖြစ်တဲ့ဘဒုမမြည်သောစัจ जा မင်းဟာသူမိတ်တာမြတ်စွာဘုရားကိုကြောင်းဆောက်လှူတယ်။ဘာလှူလဲ။ကြောင်းဆောက်လှူတယ်သင်္ကန်းလှူတယ်စီမီလှူတယ်တဲ့။ကြောင်းရဲ့သင်္ကန်းရဲ့စီမီရဲ့ကုသိုလ်၃မျိုးကုသိုလ်ဘယ်နှမျိုးအဲ့ဒီတော့ကသူမိတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူစဉ်ကာလကမြတ်စွာဘုရားကိုကြောင်းနဲ့လည်းပူဇော်ဘူးတဲ့သင်္ကန်းနဲ့လည်းပူဇော်ဘူးတဲ့စီမီတွေနဲ့လည်းထွန်ကြည့်ပြီးတော့ပူဇော်ဘူးတဲ့အဲ့ဒီဘဝကနေမနေလို့သေဗျမ္မဘာဝီမင်းဆိုတာရှင်မင်းကြီးတစ်ပါးဖြစ်ပြန်တယ်မင်းကြီးနာမည်ကဗျမ္မဘာဝီတဲ့ဗျမ္မဘာဝီမင်းဖြစ်စဉ်ကာလကဘယ်ဖယားပွင့်သားနဲ့ကြုံတော့ဆိုတော့သူနဲ့ဘွဲ့တူမေတ္တေယဖယားတဲ့မေတ္တေယဖယားအဲ့ဒီမေတ္တေယဖယားပွင့်စဉ်ကာလမှာအရိမေတ္တေယဖယားအလောင်းကဗျမဘာဝီလို့ခေါ်တဲ့မင်းကြီးဖြစ်တဲ့အဲ့ဒီချိန်တုန်းမှလည်းပဲမေတ္တေယမြတ်စွာဘုရားကိုယရဏမန္တကြီးထိုးပြီးတော့မန္တနဲ့ပူဇော်ခဲ့ဘူးတဲ့မန္တကြီးယရဏမန္တကြီးထိုးပြီးတော့အဲ့ဒီကနေလူပြည်နတ်ပြည်စုံစမ်းသွားလာလိုက်တာပြိတ္တတေလောကသုံးပါးမှာဘုရားတဆုပွင့်မြန်တဲ့မုဟုတ်တမြတ်စွာဘုရားတဲ့။ဘာဘုရားတဲ့လဲ။မုဟုတ်တမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူရာကာလပပ္ပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်ပြန်တယ်။အဲ့ဒီလိုမုဟုတ်တမြတ်စွာဘုရားပွင့်တော်မူရာကာလပပ္ပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ကာလကမင်းစည်းစိမ်တွေကိုစွန့်ပယ်ပြီးတော့သင်္ကန်းဝတ်ဖူးတယ်တဲ့ယဟန်ရဲ့ဘွဲကယတနကတဲ့ရှင်ယတနကလို့အမည်နဲ့မြတ်စွာဘုရားသာနာတော်မှာဝင်လို့သင်္ကန်းဝတ်ပါတယ်သင်္ကန်းဝတ်ပြီးတော့အဲ့ဒီမှာဘုရားစုကိုပန်းတယ်ဘာစုကိုပန်းသူဘုရားစုပန်တဲ့ဘဝကဘုန်းကြီးတို့ပိယသားကြီးပပ္ပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ဘုရားစုပန်တဲ့ဘုရားကမုဟုတ်တမြတ်စွာဘုရားကိုယ်တိုင်သင်္ကန်းဝင်ဝတ်တဲ့စัจ जा မင်းရဲ့စီစဉ်တွေကိုစွန့်ပြီးတော့ယဟန်ဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ဘွဲဟာရှင်ယတနကလို့ခေါ်တယ်အဲ့ဒီရှင်ယတနကဆိုတဲ့ဘွဲနဲ့ယဟန်ဝင်ပြီးတော့အဲ့ဒီကစလို့ဘုရားစုကိုဗံမှုတယ်16သင်္ချင်းတဲ့ကဘာတသိန်းကစလို့ဘုရားစုကိုပန်းခဲ့တာချက်သားတို့တဲ့16သိန်းချေဘယ်လောက်လဲဘုရားသားဘုန်းကြီးတို့မြတ်စွာဘုရားက4သိန်းချေနဲ့ကဘာတသိန်း
အခုပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားကဘယ်နဲ့သိရှိကဘာတသိဟောဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်က16သိရှိကြာတယ်တဲ့ဘယ်လောက်ကြာလဲ16သိရှိနဲ့ကဘာတသိတိတိကြာအောင်ပါရမီတွေအများကြီးဖြည့်ရတယ်ရှင်းရှင်းပြောမယ်ဆိုရင်ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောမယ်ဆိုရင်အရိမတေယမြတ်စွာဘုရားသည်ပါရမီဖြည့်ရတာဟာဂေါရမဘုရားတဲ့ကိုပို့ပြီးတော့ပါရမီဖြည့်ရတာကြာပါတယ်အဲ့ဒါဘုရားတွေဘယ်နှစုပါရမီဖြည့်ကြရတော့ဆိုရင်တဏင်္ဂရာစတဲ့28စုကုန်သောဘုရားရှင်တို့ရဲ့လက်ထက်တွေမှာလည်းပဲပါရမီတွေဖြည့်ခြင်းရှိဘူးတော်မူပြီးတော့ဗျာဒိတ်ခံထားခဲ့တာဖြစ်လို့အညတရယဟန်တပါးလို့တော့မင်းတို့မထင်လိုက်နဲ့မထီမဲ့မြင်မလုံးကြနဲ့လို့မိန့်တော်မူတာအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီလိုအဇိတယဟန်ရဲ့အကြောင်းကိုသံဃာတော်တို့ကိုပြောပြတဲ့အခါကျတော့အဇိတရဟန်ကဘုန်းကြီးတို့ပြေးတိုင်းသိကိုဝမ်းသာသွားတယ်ဟာငါကငါအခုမှသိတယ်ကြည်သားငါဟာအရိမတေယဘုရားလောင်းပဲဗဒ္ဒကဘာမှာပွင့်တော်မူမဲ့ဘုရားငါးစုထဲမှာနောက်ဆုံးဘုရားပဲအဲ့ဒီတော့မှအရိသယဟန်ကပြေးသားတွေဝမ်းမြောက်ဝမ်းသာစွာနဲ့သူ့လက်ထဲမှာအလှခံထားတဲ့ရွှေသင်္ကန်းကိုဂေါရမီထေဂေါရမီမဟာပသပတိဂေါရမီလူထားတဲ့ရွှေသင်္ကန်းကြီးကိုမြတ်စွာဘုရားတရင်သုံးတဲ့ခန္ဓာကုရီကျောင်းတော်မှာမျက်နှာကျက်အဖြစ်နဲ့ချိန်ဆွဲပြီးတော့လှူဒန်းတယ်တဲ့ဘုရားကပလင်ပေါ်မှာရွှေသင်္ကန်းကြီးခြုံပြီးတော့ထိုင်နေတာခေါင်းတော်ဘော်ကနေပြီးတော့မျက်နှာကျက်ပုံသဏ္ဍာန်လုပ်ပြီးတော့တခါလေအဲ့ဒီမှာတက်လှူတာအပေါ်ကရွှေသင်္ကန်းရောင်းရဲအောက်ကမြတ်စွာဘုရားဝတ်ထားတဲ့ရွှေသင်္ကန်းရောင်းရဲဟာဘေးသားရေမြတ်စွာဘုရားရဲ့ရုပ်ရူပကာယကဘလို့မှဖူးလို့မဝဘူးတဲ့ရွှေရောင်တွေကလည်းတဖြည်းဖြည်းတပြားပြားနဲ့ခါဘုရားရဲ့အသေးတော်ကလည်းတခါနဲ့အလွန်တရာကိုကြီးညိုဝေးရအောင်ကောင်းအဲ့ဒီမှာအဇိတယဟန်ကလေကန္နာကိုယ်ကြောင်းတော်မှာမျက်နှာကျက်ဖြင့်ချိန်ဆွဲလူတန်းပြီးတော့ဆူတောင်းပါတယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားကိုတပည့်တော်ရွှေသင်္ကန်းကြီးကိုမျက်နှာကျက်အဖြစ်လှုပ်လို့ရတဲ့ကုသိုလ်ကံအားဆွမ်းဘက်ကားကြောင့်တပည့်တော်လေးဘုရားဖြစ်တဲ့အခါမှာရွှေပန်းဆိုင်ငွေပန်းဆိုင်ရွှေငွေတန်တာပလဲရွှေပန်းဆိုင်တွေငွေပန်းဆိုင်တွေရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေဘိတို့ပြေတာအခုလျှက်စစ်တွေရောင်းတဲ့နေရာလျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရန်ကုန်တို့ဘာလို့သူကြည့်ပါလားမိပန်းဆိုင်ကြီးတွေမလှဘူးလားပြေသားရေအာတချို့မိပန်းဆိုင်တွေတော့3-4သိန်းပေးရတယ်အဲ့ဒီလိုပေါ့ရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်ကြီးတွေဗဒမြားနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေတန်တာနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေအဲ့ဒီလိုရွှေငွေတန်တာပလဲများတို့ဖြင့်တန်တာဆင်းလျက်ယရနာ9ပါးနဲ့ပြည့်စုံတဲ့ဆက်နဲ့ယူဇနာကျဲဝန်းတဲ့ဗိမာန်မျက်နှာချက်ကိုတပည့်တော်ဘုရားဖြစ်တဲ့အခါမှာအဲ့ဒီလိုရွှေပန်းဆိုင်ကြီးတွေနဲ့တန်တာဆင်ထားတဲ့ဗိမာန်မျက်နှာချက်ကြီးဟာတပည့်တော်သွားလေရမှာလိုက်ပါစေသာမြတ်စွာဘုရားလိုပဋ္ဌနံဆုတော်ကိုအဂတိကောင်းစွာမဲ့သွေတောင်းယူတော်မူလိုက်ပါပေတည်းအဲ့ဒီဆုကိုတောင်းပြီးတော့အဇိတယဟန်ကသူ့နေရာသူပြန်ထိုင်တဲ့အခါကျတော့အဲ့ဒီမှာသာရိပုတ္တမဟာပညောဓမ္မဒေနာပတိသာရိပုတ္တမဟာပညောဓမ္မဒေနာပတိဝိဝုလောကနာမနုကံပါယသတ္ထာရံပရိမုစ္စတိအရှင်သာရိပုတ္တရာမထေရသူများဟာအဇိတယဟန်ဘယ်လိုဘုရားဖြစ်မဲ့ဆိုတာကိုသိခြင်းနေကြတဲ့ယဟန်တော်တွေရဲ့စိတ်ကိုသိတာနဲ့မြတ်စွာဘုရားကိုဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားရှင်ဘုရားတပည့်တော်တို့ကိုအဲ့ဒီရှင်ဘုရားကိုမျက်နှာကျပန်းဆိုင်ကြီးလှူသွားတဲ့အဇိတယဟန်ရဲ့အရိမေတေယဗုဒ္ဓဝင်တရားကိုမြတ်စွာဘုရားထပ်ဆင်ပြီးတော့ဟောပြတော်မူပါဘုရားလိုအဝေါစာရွှေနတော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်းအရိမေတေယဗုဒ္ဓဝင်ကိုအစမှန်နေဆုံးပြန်လီဟောကြားဖို့လို့တောင်းပန်တာအရှင်သာရိပုတ္တရာဘယ်သူတောင်းပန်တာလဲရှင်သာရိပုတ္တရာမထေရသူမြတ်တောင်းပန်တဲ့အခါကျတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားသာရိပုတ္တရာငါဘုရားပြိဋိနိဗ္ဗာန်စံပြီးလို့ကာလကြာတော့
သာသနာတော်ဆုတ်ယုတ်လာပြီးတော့9000ပြည့်တဲ့အခါမှာသာသနာကွယ်လိုက်မယ်တဲ့သာသနာကွယ်တာကနေစတယ်ပြေးတတ်ကြီးဟာဒီအရမတေယဘုရားဝင်ကိုဘုရားဟောတဲ့နေရာမှာယခုဘုန်းကြီးတို့တွေ့နေတဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုတော်မြတ်သာသနာတော်ကြီးကွယ်လိုက်မယ်တဲ့မြတ်စွာဘုရားပြိဋိဘံသံဃာနီးမှာသုဘတ္တပရပိုက်ကြီးကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်လို့မြတ်စွာဘုရားဖြေခဲ့တဲ့မိဂုံးတစ်ခုရှိတယ်မြတ်စွာဘုရားရှင်ဘုရားရဲ့သာနာတော်ဘယ်လောက်ကြာကြာတည်ပါမလဲရှင်ဘုရားပြိဋိဘံသံပြီးရင်ရှင်ဘုရားရဲ့သာသနာဘယ်လောက်ကြာကြာတည်ပါမလဲလို့ဘုရားရှင်ကိုရောမြတ်ကိုမေးတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကသမ္မာဝိဟရေယောသမ္မာကောင်းစွာဝိဟနေယောသီလသမာဓိပညာတွေကိုသံဃာတွေဟာကောင်းစွာကျင့်သုံးနေမယ်ဆိုရင်သံဃာတော်တွေကသီလသိက္ခာတွေကိုမပြတ်အောင်ထိမ့်သိမ့်နေမယ်ဆိုရင်သမာဓိကျင့်စဉ်တွေကိုမပြတ်အောင်ကျင့်သုံးနေမယ်ဆိုရင်ပညာတရားတွေကိုကြိုးစားပွားများအားထုတ်နေမယ်ဆိုရင်ငါဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်သည်9000မကတည်နိုင်တယ်ဟောဘုရားကသာသနာ9000မကတည်ခြင်းရဲ့တဲ့သံဃာတော်တွေကသီလကိုအပြည့်အဝကျင့်ကြသမာဓိကိုကျင့်ကြပညာတရားတွေကိုကျင့်သုံးကြသီလသမာဓိပညာသိက္ခာသုံးပါးကိုကျင့်သုံးနေတဲ့သံဃာတွေကိုတရားဓမ္မတွေကပစ္စည်းနေတဲ့ထောက်ပံ့နေမယ်ဆွမ်းသင်္ကန်းကြောင်းစင်းနဲ့ထောက်ပံ့နေမယ်ဆရာဘက်ကလည်းတရားနဲ့ထောက်ထားမယ်တရားဘက်ကလည်းပစ္စည်းနဲ့ထောက်ပံ့ထားမယ်ဆိုရင်ဒီသာသနာတော်ကြီးဘယ်လိုလုပ်ပြီးတော့ပြိုကွဲပြောင်းနိုင်တရားရှိမလဲတဲ့ဆရာနဲ့တက္ကညီရင်သာသနာတည်မယ်ဆရာနဲ့တက္ကညီရင်ဗာတည်မယ်ဆရာဘက်ကညီနေလို့ကြီးလည်းမရဘူးဆရာဘက်ကလည်းသီလသမာဓိပညာသိက္ခာသုံးပါးကျင့်နေုံနဲ့မပြီးဘူးတဲ့တရားဘက်ကလည်းဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့ထောက်တယ်တရားတွေဘက်ကလိုလေတဲ့မရှိအောင်စွမ်းသင်္ကန်းကြောင်းစီ၄ပါးသောပစ္စည်းတွေနဲ့ဘလောက်ပင်ထောက်ပံ့နေတော့လဲပဲတန်ဃာတွေသီလတွေပြည့်နေပြီကိုကျင့်တရားတွေမကောက်မှုသွားကျင်တာသွားနေကျင်တာနေစားကျင်တာစားလှုပ်ကျင်တာလှုပ်နေပြီဆိုပြန်ရင်လည်းပဲဆရာနဲ့တက္ကညီသေးလားတက္ကဘက်ကတာဝန်ကျေးပေးမယ်လို့ဆရာဘက်ကတာဝန်မကျေးပြန်မှုဆိုရင်လည်းပဲသာသနာကွယ်သွားမယ်ဒါကိုဘုရားရှင်ကိုရောမြတ်ကသက္ကာရအနာဂါရသာဥဘောအညောညာနေတိတာကိုင်းကိုကျွန်းပြီးကျွန်းကိုင်းပြီးတို့တယ်ဆရာနဲ့တက်ကရေနဲ့ကြလက်တွဲပြီးတော့သာသနာပြုသွားကြမယ်ဆိုရင်သာသနာတည်အောင်မယ်ဒါကြောင့်မလို့ဘုရားသားရေလိုက်ဆိုပါပစ္စည်း၄ဝါတက္ကဒါဝံဟောဘောညွန်ပြဆရာတာဝံဆရာတက္ကနှဖျားကျေပြွန်သာသနာလွင်ကြအောင်တကောပစ္စည်းလေးဝတက္ကတာဝံဟောဘောညွန်ပြဆရာတာဝံဆရာတက္ကနှဖျားကျေပြွန်သာသနာလွင်ကြအောင်တကောပစ္စည်းလေးဝတက္ကတာဝံဟောဘောညွန်ပြဆရာတာဝံဆရာတက္ကနှဖျားကျေပြွန်သာသနာလွင်ကြအောင်တကောပရိယတိသာသနာလို့ခေါ်တဲ့စာပေသင်အားခြင်းပရိပတ်တိလို့ခေါ်တဲ့ကမ္မထံတရားကြိုးစားပွားများအထုတ်ခြင်းအဲ့ဒီလိုကိုယ်တော်ဝန်ကိုကျေကြမယ်ဆိုရင်တမ္ပံကောင်းစွာဝိရနေယံကျင့်သုံးပြီးတော့နေထိုင်ကြမယ်ဆိုရင်ငါဘုရားရှင်ကိုရောမြတ်ကြီးရဲ့တတ္တမသုံးမြတ်သာသနာတော်ကြီးဟာစိတ်ဓာတ်နဲ့အနေ9000များမြောက်မကရှည်ကြစွာတည်လိမ့်မယ်လို့ဘဂဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါဆောင်ကရုဏာရှိတာမေတ္တာအဖြစ်မိန်ကြားတော်မူလိုက်ပါပေသတည်းပရိနိဗ္ဗာန်သံဃာနီးမှာသုဘတ္တပရပိုက်ကြီးလျှောက်လို့မြတ်စွာဘုရားကသာသနာတော်ဟာ
9000မကတီးခြင်းရင်ဆရာကလည်းဆရာတောင်းကျေအောင်နေကြတကားကလည်းတကားတောင်းကျေပြုံးအောင်သာသနာတော်ကြီးကိုချီးမြှောက်ဆောက်ရှောက်ထောက်ပံ့မယ်ဆိုရင်ဒီသာသနာတော်ကြီးကတည်တတ်နိုင်တယ်တည်တတ်နိုင်တယ်လို့မြတ်စွာဘုရားကမိန့်တော်မူသွားတာအဲ့တော့ဘုန်းကြီးတို့ဒီသာသနာကွယ်တာနဲ့ပတ်သက်ပြီးတော့အနာဂတဝင်ကျမ်းမှာသာသနာ9000ပြည့်ရင်ကွယ်မယ်လို့ဒီကျမ်းကတော့ဒီလိုပြောတယ်သာသနာ9000ပြည့်ရင်ကွယ်လိမ့်မယ်တဲ့သာသနာဟာဘယ်လိုမျိုးကွယ်သွားမလို့ဆိုရင်သာသနာကွယ်နည်း9နည်းတဲ့နံပါတ်1ကပရိယတ္တိသာသနာနံပါတ်2ကပฏิပတ်တိသာသနာနံပါတ်3ကပฏิဝေဒသာသနာနံပါတ်4ကလိင်္ဂသာသနာနံပါတ်5ကဓာတုသာသနာတဲ့ဘုရားပြေတာကြားဖို့နေတာကပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာဒီလိုကြားဖို့နေတာနောက်သာသနာနှမျိုးပေါ်လာတဲ့ပြေတိုင်လိင်္ဂသာသနာနဲ့ဓာတုသာသနာဆိုပြီးတော့အဲ့တော့ပရိယတ္တိသာသနာနဲ့ပရိပတ်တိသာသနာနဲ့ပရိဝေဒသာသနာနဲ့ဒီသာသနာတော်300ဟာ1300နဲ့တူတယ်တဲ့တစ်ခုဆိုင်ရင်အကုန်ဆိုင်သွားရောတဲ့တစ်ခုလဲရင်လည်းပဲနောက်ထောက်တွေအဲ့ဒါလဲသွားရောတဲ့ဒီ3ခုကတောက်တဖွဲပဲတဲ့အဲ့တော့ဘုန်းကြီးတို့ပရိယတ္တိသာသနာကွယ်တဲ့အကြောင်းကိုနည်းနည်းလေးပြောမယ်ပရိယတ္တိသာသနာဘယ်လိုနည်းနဲ့ကွယ်သွားမလို့ဆိုလို့ရှိရင်တဲ့မင်းနဲ့ပြည်သူတိုက်ပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတိုင်းသူပြည်သားတွေတရားပြည့်ရင်တဲ့မင်းကလည်းမင်းချင်းတရားတွေပြည့်တယ်တိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေလိုက်နာကျင့်သုံးရမယ်တရားတွေပြည့်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1ဘာတွေဖြစ်လာမလို့ဆိုရင်မိုးလေဝသရာသီဥတုတွေဖောက်လွယ်ဖောက်ပြန်ဖြစ်လိမ့်မယ်တဲ့ရာသီဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီအလိုက်စိုက်ပျိုးရတဲ့သီးနှံများပျက်စီးတယ်သီးနှံတွေပျက်စီးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဓမ္မတွေကြက်လာတယ်စီဝါရေးတွေကြလာတဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်လေအလှတန်းတွေပေးရောစီတန်းတွေတညံညံနဲ့ဘုရားသွားကြောင်းတဲ့ကုသိုလ်တွေဆက်သာသဘာတွေမှန်မှန်ရပဲတွေမှန်မှန်ရဒီလိုရာသီဥတုမှန်ပြီးတော့ကောက်ပဲသီးနှံတွေထွက်တော့ကိုလည်းစားကိုပြည်လေးတွေကိုသားလေးတွေလည်းရှင်ပြုဟေးဒီနေ့စပားပေါ်ရင်ရှင်ပြုမယ်ဟဲ့ပဲရောက်ပြီရှင်ပြုမယ်ယဟန်ခံမယ်ဟဲ့ပဲရောက်ပြီလို့ရှိရင်ကြောင်းဆောင်မယ်ဟဲ့အစရှိသည်အဖြစ်ကိုတိနံကိုချင့်ချိန်ပြီးတော့ဘယ်လောက်တိုင်းတာထွက်ရင်ဘယ်လောက်ရောက်ပြီးတော့ဝန်သာတပတ်ခြံပြီးတော့ကျန်တာတွေကြောင်းဆောက်ပြည့်မယ်တရားတည်ပြည့်မယ်ရှင်ပြုပြည့်မယ်ယဟန်ခံပြည့်မယ်ကုသိုလ်ကောင်းမှုလုပ်ပြည့်မယ်ဆိုပြီးတော့အဲ့ဒီလိုပြုလုပ်ဆောင်ရွက်မဲ့တရားတော်မှဒီဟာပဲတွေမထွက်တပါးတွေပြဲအဲ့လိုဖြစ်လာပြီးတော့တစ်နှစ်ဆိုရင်ကိစ္စမရှိဘူးနှစ်နှစ်ကိစ္စမရှိဘူးသုံးနှစ်ကိစ္စမရှိသေးဘူး၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်အဲ့လိုဇက်တိုက်ကြီးတခါတော့မိုးတွေခေါင်နေတဲ့အခါကျဆွတ်ခေါင်ရေတွေကြီးနေတဲ့အခါကျဆွတ်ကြီးအဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကိုစားဖို့မှအနိုင်နိုင်ဆိုတော့တန်ဃာကိုလည်းမလှူနိုင်ကြတော့ဘူးမလှူနိုင်တော့တန်ဃာတွေဘက်ကလတ်လာပါမရဘူးဘုန်းကြီးတို့မြမသမိုင်းသာသနာသမိုင်းမှာဖြစ်ဖူးတဲ့ဖြစ်ရတစ်ခုရှိပါတယ်တန်ဃာတွေဒုဗိကံတရကစိုက်တဲ့အခါကျတော့တန်ဃာတွေစားဖို့တောက်ဖို့မရှိတရားဓမ္မတွေကလည်းမလှူနိုင်မတန်းနိုင်တဲ့အခါကျတော့ကိုတော်တွေဒီပရိယတ္တိသာနာတော်ကိုဘယ်လိုအသက်ဆက်ခဲ့ရတော့ဆိုလို့ရှိရင်ညနေကြလို့ရှိရင်ဟိုးတဲတောင်ပြင်မှာသွားပြီးတော့တဲတွေကိုဖိုက်ပေါ်တင်းဒီဆက်ဆက်မှာတဲတွေကိုဖိုက်ပေါ်တင်းဖိုက်ပူလို့ဝမ်းပူလို့နေလေကလည်းဆုံးမစားဘူးအာယုံလုံးလည်းမစားဘူးဒါပေမဲ့လို့တို့ဒီရထားတဲ့မြတ်စွာဘုရားရဲ့စာတွေကိုမပြောင်းမပြည့်ရအောင်နေတိုင်းတန်ဃာတွေကရွတ်ဖတ်ပြီးတော့ပြန်နေရတာခုခေတ်လို့စာအုပ်ရှိတာမဟုတ်ဘူးစာအုပ်ထဲမှာရေးထားပြီးပြီဆိုရင်ကိစ္စမရှိဘူးစာအုပ်ထဲမှာမရေးရသေးခင်ခေတ်ပေါ့ကြောက်တဲ့အခရာတို့ပေတဲ့အခရာတို့စက္ကူပေါ်မှာမတင်ရခင်ခေတ်တုန်းကတန်ဃာတွေကဟာဒီဘုန်းကြီးတို့ပရိယတ္တိစာပေကိုနှုတ်ထဲမှာပဲဆောင်းထားကြတယ်နှုတ်ထဲမှာဆောင်းထားတော့ကြာရင်မေ့မှကြောက်လို့ဘာဖြစ်လဲဒီစာကိုနေတိုင်းအခောက်အထက်ရွတ်ဖတ်ရတယ်
အဲ့ဒီမှာဒုဗိကန္တရကစိုက်တဲ့အချိန်နဲ့ကြုံတော့ကတန်ဃာတွေဘယ်လောက်ထိအောင်ဒုက္ခရောက်ကြတော့ဆိုလို့ရှိရင်ဒီပရိယတ္တိသာသနာကွယ်မသွားအောင်လို့စာပြန်ရတဲ့အခါမှာဝမ်းထဲမှာပူတော့ဟိုသက်ဆက်ဆက်ကရေနဲ့သဲနဲ့ရောနေတဲ့သဲတွေကိုဘိုက်ပေါ်မှာတင်းပြီးတော့အဲ့ဒီပရိယတ္တိစာပေတွေကိုအဲ့ဒီလိုတန်ဃာတွေကမပြောင်းမပြအောင်အသက်ဆက်ပြီးတော့ရေတောက်ပြီးတော့ဘိုက်ပေါ်မှာသဲတင်ပြီးတော့ရွတ်ဖတ်ပြီးတော့ထိမ့်သိမ့်လာတာနောက်ပိုင်းကျတော့ဒီကိုယ်တော်တွေပြန်တော်မူသွားရင်တော့ဖြင့်ပရိယတ္တိသာသနာပျောက်သွားတော့မယ်။ကိုင်ပေထက်အခရာတင်ကြသို့ဆိုပြီးတော့မှအဲ့ဒါပေရွက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။ကြောက်ထက်အခရာတင်ကြသို့ဆိုပြီးတော့ကြောက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။အဲ့ဒီတဲ့တစ်ချက်မြင်လာတဲ့အခါကျတော့ကိုင်စက်ကူပေါ်ရေးပြီးတင်ကြသို့ဆိုပြီးတော့အဲ့ဒါစက်ကူပေါ်မှာရေးမှတ်ပြီးတော့တင်လာတဲ့အခါကျတော့အခုတို့တရားတော်မတွေတချို့ပုဂ္ဂိုလ်တွေပိဋကသုံးပုံလှူတယ်ပိဋကသုံးပုံလှူတယ်ဆိုတာအဲ့ဒါပဲပရိသတ်ကြီးဘုရားဟောပါဠိတော်တွေကိုစက်ကူထဲမှာရိုက်ပြီးတော့စာအုပ်ဖြစ်ထုတ်လုပ်ပါတယ်အဲ့ဒီစာအုပ်ဟာပိဋကသုံးပုံပဲတဲ့အဲ့ဒီစာအုပ်ထဲကရှိနေတဲ့စာပိုက်တွေဟာရှေ့ခေတ်ကဆရာတော်ကြီးများနှုတ်ထဲမှာရွတ်ပြီးတော့ဆောင်းထားတာပါဒါကြောင့်အဲ့ဒီလိုတရားတော်မတွေရှားပါလာတဲ့အချိန်မှာတန်ဃာတွေကိုမတူနိုင်ဘူးဆိုရင်ရှေ့ခေတ်ကဆရာတော်ကြီးတွေရှေ့ခေတ်ကတန်ဃာတွေကတရားတရားကသိကောင်းတာတရားတရားကသိထက်တာဟိုတို့အသက်တည်ရင်တည်သွားပလိတဲ့မြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတော်အပြည့်စည်းမခံဟုတ်ခဲ့ဆိုပြီးတော့အသက်နဲ့ကိုလဲပြီးတော့ပရိယတ္တိသာသနာကိုစောက်ရှောက်တော်မူခဲ့ကြတယ်အခုခေတ်ကိုတော်တွေကသာသနာနောက်ပိုင်းဆိုတာဒီတိုင်းပဲပြိဿရဲ့တရားတရားတွေကြလာတယ်အပြော့လာတယ်ခုခေတ်ကိုတော်တွေကဆိုရင်တော့ဖြင့်ဟိုတရားတော်မတွေမှမလူတော့ပဲနဲ့ဒီစာကြက်နေလေအလကားပဲဆိုပြီးတော့မကြက်ကြမပြန်ညမဆိုကြရင်ဒီပရိယတ္တိသာသနာကွယ်သွားတာကြာပြီအဲ့တော့တို့ဘုန်းကြီးတို့ဘုရားသားကိုဘုန်းကြီးနားလည်အောင်ပြောမယ်ပရိယတ္တိသာသနာကွယ်တယ်ဆိုတာစာတင်တိုက်တွေမှာပရိယတ္တိပို့ချနေတဲ့တန်ဃာတွေကိုတို့တရားတော်မတွေကအလေးဂရုမပြုဘဲနဲ့စာသင်္ကန်းကျောင်းစီပစ္စည်းလေးပါစာအုပ်စာတမ်းလိုအပ်တာကိုမထောက်ပံ့မဲနဲ့ဒီလိုပဲနေလာတဲ့အခါကျတော့ကိုတော်တွေဘာဖြစ်တုံးဆိုတော့လတ်လာပါမရတဲ့အခါကျတော့ကဲမရတော့ရတဲ့နည်းနဲ့တို့ရှာကြလိမ့်မယ်တဲ့ဘယ်လိုရှာကြမလို့ဆိုတော့ဘုန်းကြီးတို့ထေရဝါဒသာသနာကနေပြီးတော့မဟာယာနသာသနာဘက်ကိုကူးသွားတယ်မဟာယာနသာသနာဆိုတာကဘုန်းကြီးတို့ပြည်သက်ပြည်ရင်ဟောမယ်တရားဓာတ်ဆင်လုံးမယ်စေဝမန္တရားမန္တန်တွေမှုတ်ပြီးတော့ရွတ်ဖတ်တရဆယ်ပေးမယ်အဲ့ဒီလိုတွေဆောင်ရွက်လာကြလိမ့်မယ်အဲ့ဒီလိုဆောင်ရွက်လာကြမယ်ဆိုလို့ရှိရင်အဲ့ဒီနည်းကိုဘုန်းကြီးတို့စာပေများအတိုင်းအမနာနဲ့ပြောရရင်တော့အဲ့ဒါတမ္မာအာစီဝနည်းမဟုတ်ဘူးတဲ့တမ္မာအာစီဝနည်းနဲ့တလဘကိုရှာတာမဟုတ်ဘူးတဲ့မတရားသောနည်းဖြင့်ရှာတယ်လို့စာပေများဒီလိုသုံးတာရှိပါလိမ့်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာကွယ်ချောင်းထဲမှာလည်းလတ်များအောင်ဖန်လတ်လာပါတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနည်းတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့တရားတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနည်းတွေနဲ့ပရိယတ္တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထန်တရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနည်းတွေနဲ့တရားတော်မတွေထင်ကြည့်အောင်တရားတော်မတွေကိုယ်ကစိကားအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘိသတ္တိပရိယတ္တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပရိယတ္တိသာသနာကွယ်သွားပြီစာမသိကြတော့ဘူးတဲ့ပရိယတ္တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစကွယ်မယ်ဘယ်ကျမ်းကစကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးထားတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတဖြည်းဖြည်းနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်ပြီးတော့မှ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွဲပြီးတော့ဧတတ္တိတဖြည်းဖြည်းနဲ့သုတ်တံကွဲမယ်ဝိနည်းကွဲမယ်ပိဋက3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွဲမယ်အဘိဓမ္မာကွဲပြီးတော့သုတ်တံတွေကွဲမယ်သုတ်တံကျမ်းတွေကွဲပြီးဝိနည်းကျမ်းတွေကွဲမယ်ဝိနည်းကျမ်းတွေသင်အောင်ပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ္တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သတ္တပိဋကပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့
သာဓဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတထောက်လဲတာနဲ့နောက်ထောက်ကလိုက်လဲလာတာပရိယတ္တိသာသနာမရှိတော့ဘူးဆိုရင်ပฏิပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပฏิပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ဘေသတ္တေသာသနာဝင်ထမ်းရှင်ရန်တွေအကျင့်ပရိပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲဆိုင်လို့ပဲတွေဆိုင်လို့လှုပ်ရှင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သာသမီတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာသူဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုယ်ကွယ်တာတော့ဗုဒ္ဓဘုရားပုံကိုယ်ကွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္တဘာသာနာထိုင်ကူတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယာနဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးခေါင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သားကြည့်လိုက်တာဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယာနတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းပေါင်းပြီးဝတ်တဲ့ဘုန်းကြီးကဝဲဒီလိုတွေကိုတို့လာဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတွေ့သားပဲအဲ့ဒီမှာ TV ထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာနိဒကန်းဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေစိတ်မှာဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယာနဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာဟိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကန်းဆိုတော်ကြီးကမေးတယ်ကိုလေသိမ်းမှလာကြိုတော့ကတော့သင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကန်းဆိုတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့လူကြားတဲ့သွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုတယ်တဲ့လူကြားတယ်မဟုတ်ဘူးကိုเจ้าမှာကိုဆိုတော့ကိုနေနေလုံးနေတာပဲလို့ဆိုတယ်တဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နိဒကန်းဆိုတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကလုံးဒီလားရှင်အဲ့ဒါဘာလဲဒီလားရှင်ဒါငါဇနီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည့်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည့်လိုက်ရင်ဒီလားရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကသူတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလူရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေတရားတော်မတွေဘိုးလေဝသတွေခေါင်းပြီးတော့ญาတိဥရုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလို့သေးလေတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ရှားစားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်တော်ပြုခြင်းတောင်းမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲအေးတိုက်သင်္ကန်းဟာခဏပတ်တင်ရခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှဒီသင်္ကန်းတွေကလက်သန်းလောက်လက်မလောက်သင်္ကန်းစာလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ပင်ထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ကသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝင်ထားမယ်သင်္ကန်းစာလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှဘေးသားရဲ့အဲ့ဒီအချိန်မှတော့မှတန်ခတ်တာထေမာလို့
တန်ခါခုံကိုရင်မှန်းပြီးတော့လှူအောင်မဲ့ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခါခုံကိုအာယုံပြုတယ်ဘာခုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုတရားတစ်ခွက်မှမရှိတော့အိမ်တော်ပြုတယ်တားမွေးတယ်ကျောင်းမှာပကတ်တွေနဲ့ကလေးတွေနဲ့စူးညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကတ်တွေဒီလိုလုပ်တဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်ရလုံရင်နဲ့တောတဲ့တောင်ထဲသွားရင်နဲ့ကလေးထိရင်နဲ့ဘယ်နာမှပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိင်္ဂသာသနာကွယ်သွားပြီဘာသာသနာလိင်္ဂဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိင်္ဂသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာသနာဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုသေနာယုံမှာဝေရာဓာတ်တော်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအတော်ကမင်းကြီးတို့ဘုရားဓာတ်တော်နဲ့ခေကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့ခုရွှေကုန်းတို့ရွှေမော်တော်တို့တိုက်ထီယိုးတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်အကူစာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားရွှေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တိထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့စေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်သစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတိကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံဂယာဒေသမဟာဗောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့သာသာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပိဋကတ်တွေအဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေအကုန်လုံးသူ့အတူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကောဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တသောမှရှိနေတဲ့နတ်တွေမြမတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးဩချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမှောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကပိဋကတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာဩရန္တိကောင်းစွာမဲ့သွေကိုကြွေး၍နေကြလေကုန်ပြီတကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပိဋကတ်ရဲ့တယောက်မှမရှိတော့နတ်တွေမြမတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွှတ်မယ်တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွှတ်ပြီးတော့ဘယ်ကိုသွားမတုံးဆိုလို့ရှိရင်အဲ့ဒီရုပ်ပါတော်ကြီးဟာဂန္ဓာမာရဏတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပါတော်ကြီးကတခါတည်းကောင်းကင်ယံကနေပြီးတော့လေကန္နာမရဏတောင်ကိုကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကန္နာမရဏတောင်ကိုကြွသွားပြီလိုက်ကြစို့လိုက်ကြစို့
စัจ java လာပေါင်းတိုက်တောင်းကနတ်တွေမြမာတွေဟာအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ခန္ဓာမရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေတတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂရေဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်။ဘာပွဲတယ်လဲ။အေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ကန္နာမရဏတောင်တော်ကြီးကိုပြန်သွားတာကန္နာမရဏတောင်မေစုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးဟာနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့။အဲ့ဒီအချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမဖြစ်နေရင်လည်းကောင်းမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘုရားကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံဤကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားဘေးသားရေဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်တရားမလို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင်ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုယ်နေရာလေးကိုကြွေးထားတတ်မှတ်နေရာယူကြပါပါတယ်လေဘေးသားရေကိုယ်နေရာလေးကိုတတ်မှတ်ထားနော်ငါပဲသွားငါဘာမှသွားနေရမယ်ငါနေရဘာမှလဲဒီဘဝကမနေလို့သေးငါဘယ်ကိုသွားမလဲနတ်ပြည်ကိုရောက်သွားရင်တော့ဖြင့်နတ်တတန်းကတော့အလုံးရှည်တယ်ဗောပိသကြီးဒါကြောင့်ဘုန်းကြီးတို့ဟောမှုပါတယ်ဣရိယပပ္ပဒထေရပါဒံတရားတောင်ပိလန်ဆတော်ကြီးအကြောင်းဟာတောင်ပိလန်ဆတော်ကြီးတို့ဒါကြောင့်ရုပ်ကစိုးဘဝကိုဆူတောင်းတာကိုတောင်ပိလန်ဆတော်ကြီးကငါမနေလို့သေးရင်တဲ့အလွန်တတန်းရှည်သောရုပ်ကစိုးနမင်းကြီးငါဖြစ်ချင်တယ်တတန်းရှည်တဲ့ရုပ်ကစိုးနမင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွားဖန်ဆင်းတာကြီးဖူးတွေ့ရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမဂရေပေါင်းတသိန်းကျွတ်တန်းဝင်ကြလိမ့်မယ်တရားပွဲလဲပြီးလဲပြီးရောဘေးသတ်တယ်နေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှို့ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဓာတ်လောင်နေမိတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ပဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲဘာပရိနိဗ္ဗာန်စံတဲ့ပွဲအေးအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေတဲ့သာသနာ၅မျိုးကွယ်သွားပြီသာသနာဘယ်နှမျိုးပရိယတ္တိသာသနာကွယ်ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်လိင်္ဂသာသနာကွယ်တဲ့ကဘုန်းကြီးရဟန္တာကသာမဏေဆိုတာဘယ်လိုမှမဘူးတွေ့နိုင်တော့ဘူးအေးဒါကြောင့်မို့လို့จิตသားသာရိပုတ္တရာဘုရားရှင်ကိုရောမြတ်ကจิตသားသာရိပုတ္တရာသာသနာ၅မျိုးလုံးကွယ်သွားပြီဆိုရင်လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြသညွန်ပြဆုံးမမဲ့ပုဂ္ဂိုလ်တွေလည်းမရှိတော့ဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့မဟာကန္တယုံဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိရများလားအပြစ်တွေအဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိရများလားအပြစ်တွေဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိရများလားအပြစ်တွေအဲ့ဒီတော့ကုသိုလ်မှအကုသိုလ်မှမသိတော့ဘူးတဲ့မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုတ်ဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုစရိုက်တရား10ပါးလုံးထွန်းကားသွားပြီဒုစရိုက်တရားဘယ်နှပါးသူတတသူပစ္စည်းကိုသူသားမယားစောကကာယကံ3ပါးမုဒ္ဒဝါဒပိတုဏဝါသဘုဒ္ဓဝါဒသမ္မာပလာပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုက်ထွားမယ်စကားကြံကြံတန်းတန်းနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ4ပါးဝစီကံဘယ်နှပါးကာယကံ3ပါးဝစီကံ4ပါး
နောက်တကပိယတအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ3ပါးမနောကံဘယ်နှပါးအေးပေါင်းရင်10ပါးပိယတတွေအဲ့ဒီဒုစရိုက်တရား10ပါးလုံးထွန်းကားပြီဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလဲလုံလာကြတော့ပိယတတွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုကြံရုပ်တွေကြံလာမယ်ဒေသအာယုနာပိပရိဟာယမာနနံဝောနေနာပိပရိဟာယမာနနံတဲ့စိတ်ကြမ်းမှတော့ရုပ်လဲကြမ်းကုန်တော့တာပဲကိုကြမ်းမှတော့ရုပ်လဲကြမ်းကုန်တော့တာပဲစိတ်ရောကိုယ်ရောကြမ်းမှတော့နှုတ်လဲကြမ်းလာကြတယ်တဲ့အဲ့ဒီလိုရုပ်ကြမ်းစိတ်ကြမ်းကိုကြမ်းဘုန်းကြီးတို့ပြေးတာအဲ့ဒီခက်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခက်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာကြည့်တာရုပ်လဲကြမ်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာထားချင်းတင်းပြီးတော့ခါမျက်ထောက်ချင်းနေပြီးတော့ရုပ်ကြမ်းလာဘလောက်ငကိုတဲကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါလဲရုပ်ကကြမ်းသွားတာပဲဟိုခစ်ကောင်မပြောနဲ့အခုသာသနာမကုန်သေးဘူးသာသနာမကွယ်သေးဘူးသာသနာ2550ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်သားဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကြမ်းလာတဲ့အခါမှာရုပ်ကြမ်းလာတယ်စိတ်ကြမ်းရင်လည်းဘာကြမ်းလာလဲရုပ်ပါကြမ်းလာတာပါးစပ်ကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကြမ်းနေထူးကြိုက်မယ်နဲ့မယ်ဆွဲလာရမ်းလာနဲ့ဒီလိုတွေဖြစ်လာတာဒါကြောင့်မလို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်တေတံအာယုနာပိပရိဟာယမာနံဝန္နေနာပိပရိဟာယမာနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကျတော့အသက်တူပြီအဲ့တော့လူတွေရဲ့တက်တန်းဟာဘုရားတို့ပြည်သားရဲ့ကဲဘုန်းကြီးကြော်ပြောလိုက်တော့မယ်လူတွေရဲ့တက်တန်းဟာလေဘယ်လောက်ထိအောင်ကိုအသက်တွေဆုပ်ယုံသွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတ္တိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိကောဘိခဝေသောဘဝေတတိခောဘိခဝေသောယံဣမေတံမနုဿာနံတတဝတ္တယုခဗုဒ္ဓံဘဝေတံတိတတဝတ္တယုကေတုဘိခွေမနုဿေတုပိသဝတိကကုမာတိကအလံပတေယံဘဝေတံတိဘိခဝေယံတို့မြတ်ဥစေတတို့ဣမေတံမနုဿာနံအတ္တိလူတို့ရဲ့တတဝတ္တယုက10နှစ်အသက်ရှိကုန်သောတတန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တဲ့ဘုန်းကြီးတို့ဆုတ်လာတဲ့တက်တန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းကြီးတို့ပြည်သားယာတန်းမှာပွင့်တာဘုရားဘယ်လောက်တန်းမှာပွင့်လဲဘုရားယာတန်းမှာပွင့်တာအခုဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း2500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း2500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့100တဲက25နှုတ်တော့ဘယ်လောက်ကျန်လဲဘုန်းကြီးတို့နေတာ85နှစ်တန်း85နှစ်တန်းကနေအနှစ်1000ပြည့်လို့ရှိရင်ဆုတ်အောင်မယ်တစ်နှစ်အဲ့လိုနဲ့ဆုတ်သွားတာ85တန်းကနေ84နှစ်တန်း84နှစ်တန်းကနေပြီးတော့ဆုတ်သွား83နှစ်82နှစ်81နှစ်80အဲ့ဒီလိုတခါလဲ80ဆိုတာအသက်ကြီးဆုံးမယ်အဖိုးဖွားအဲ့ဒီကနေဆုတ်69ဆိုတော့တော်ရှားပြီမရှိတော့ဘူး69ကနေဆုံးသွားတာ50ကနေဆုတ်အသက်စိတ်ကနေဆုတ်အသက်20ဆိုရင်အဖိုးကြီးဖွားကြီးဖြစ်ပြီတဲ့အဲ့ဒီအသက်20ကနေဆုတ်သွားတာဘယ်လောက်ထိလဲ10နှစ်တန်းနဲ့ဘယ်လောက်တယ်လဲဘေးတိုင်းဘေကဝေယံတို့များဥစ္စေတတို့ဣမေတံမနုဿာနံအဲ့ဒီ10နှစ်တန်းလူတို့ရဲ့ဒါတာဝတ္တယုက10နှစ်အသက်ရှိကုန်သောပုဒ္ဒါသာသမီတို့သည်ယံယသမိန်ကာလေအကျဉ်ကာလ၌ဘဝေတန်းသည်ဖြစ်ကုန်လက်တံဘေကဝေယံတို့များဥစ္စေတတို့ဒါတာဝတ္တယုကေသူ10နှစ်တန်းကိုရောက်ကုန်သောမနုဿေသူလူတို့သည်ပိစဝတိကာ9နှစ်ရှိကုန်သောကုမာတိကသထုသမီးတို့သည်အလံပတေယံယောက်ျားပေးသားခြင်းကသင်ကုန်သည်ဘဝေတန်တိဖြစ်ကြပြီလိမ့်မယ်လို့ဘေကဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်း9နှစ်သား9နှစ်သမီးအိမ်အောင်ပြုကြလိမ့်မယ်ဇနေတန်းကသိကြောက်เสียကောင်းတဲ့ပြည်သားရေဘုန်းကြီးတို့ပြည်သားအမြင်တော့မြင်ကြည့်တာရှင်ဗျာ9နှစ်သမီး9နှစ်သားဘယ်လိုလုပ်ပြီးတော့အိမ်အောင်ပြုမှလဲအခု9နှစ်ကလေးတွေတပည့်တော်တို့ဒီကလေးနဲ့သွားမနိုင်တဲ့ပြည်သားရေဟိုဇနေတန်းကြတော့အဲ့ဒီလိုမဟုတ်တော့ဘူးအဲ့ဒီဇနေတန်းကိုမပြောပါနဲ့အခု85နှစ်တန်းမှာတော့မှကလေးတွေရဲ့အသိဉာဏ်တိတ်ကိုထက်လွန်အားကြီးတယ်ကလေးတွေရဲ့အသိဉာဏ်တိတ်ကို
ရှေ့ရောက်တော့အားကြီးတယ်တချို့ကလေးတွေဟာဘုန်းကြီးတို့ဒကာကြီးတွေဓမ္မကြီးတွေငယ်ငယ်ကအသိဉာဏ်နဲ့တခြားစီကလေးတွေကသိပြီးတော့အသိဉာဏ်တွေကသိထက်လွန်အားကြီးနေတယ်ဘာပဲဖြစ်ဖြစ်ပေါ့လေအသိဉာဏ်နဲ့ပတ်သက်ရင်တို့ကကိုယ့်ထက်ကိုသာတဲ့ခါရှိနေကြတယ်အဲ့တော့မြတ်စွာဘုရားဟောတာခဲ့တာဘုရားသားရေဘုရားတို့မြည်တယ်မှာဧကဝဆနတခွန်းဤတော့စကားပဲပြောမယ်စကားနှစ်ခွန်းဘယ်တော့မှမပြောဘူးဒါကြောင့်9နှစ်သမီး9နှစ်သားအရွယ်မှာအိမ်အောင်ပြုကြလိမ့်မယ်တဲ့အသက်အကြီးဆုံးက10နှစ်ပဲတဲ့အဲ့ဒီခါကျရင်ဘုရားသားတည်းရင်ဘာဖြစ်လာမလို့ဆိုလို့ရှိရင်ကတ်ကြီး3ပါးပေါ်လိမ့်မယ်ကတ်ကြီးဘယ်နှပါးဘုန်းကြီးတို့ဘုရားသားကြားဘူးလိမ့်မယ်ကတ်3ပါးရပ်ပြစ်10ပါးရန်သူမျိုး5ပါးမကြားဘူးလားဒါမင်းကတ်ဆိုတာပါလေဒါဘုန်းကြီးတို့ဒါလေးကိုစီစေးအောင်ကတ်ကြီး3ပါးတဲ့ကတ်ဆိုတာပျက်စီးခြင်းကိုကတ်လို့ခေါ်တယ်တတ္တဝါတွေပျက်စီးခြင်း3ပါးနဲ့ပျက်စီးပြီးသေကြေကြတာကိုကတ်ဆိုင်တယ်တဲ့။ဘာဆိုင်တယ်လဲ။ဒါမြင်ရင်ကတ်ဆိုင်တယ်ဆိုတာဘယ်လိုဟာမျိုးလဲနံပါတ်1အငါဘေးဆက်ရောက်လာခြင်းအဲ့ဒါကိုဒုဗ္ဗိကံတရကနောက်တခါနံပါတ်2သတ္ထံတရကဒီတဲ့ယောဂဆန်းတဲ့အခုဘုန်းကြီးတို့85နှစ်တန်းနေကိုယောဂဆန်းတွေကဘုရားဟောပါဠိတော်ကိုထောက်ခံနေတာလက်နဲ့ဆန်းနေလည်းပဲအခုထောက်ခံနေပြီဘုံလေးတွေတေးသေးလေးတွေနဲ့ပေါက်လိုက်ရင်မြည်လိုက်ရင်အခြေကြီးဘာမှမရှိတဲ့ဘောပင်လေးလောက်ရှိတဲ့ထိတ်ကိုက်ဘုံတော်ဘုံကလည်းပဲလူတွေမြောက်များစွာကိုတေချေပျက်စီးနိုင်ပါတယ်အဲ့ဒါတွေကလက်နဲ့ဆန်းနေပေါ်လာတာဘာတွေပေါ်လာတာလဲလက်နဲ့ဆန်းနေပေါ်လာတာကိုတတ္တန္တရကတ်လို့ခေါ်ပါတယ်ယောဂဆန်းနေပေါ်လာတာကိုတော့ရောဂန္တရကတဲ့ကတ်ကြီး3ပါးကတ်ကြီးဘယ်နှပါးလဲကဲယောဂဆန်းနေပေါ်လာတဲ့အခုလက်တွေ့တွေကိုဘိန်းတို့ပြိဿပေါင်းတော်ကောင်းတို့စက်သားမစားရဘူးကြက်ဥမစားရဘူးဘာဖြစ်လို့လဲကြက်ငှက်တုပ်ကွေးယောဂတဲ့ယောဂဆန်းပေါ်လာပြန်ပြီဩအခုအသက်ရောင်အတဝါဘီပိုးတဲ့အကင်ဆာယောဂတဲ့ AIDS ယောဂတဲ့အိုးမင်းတို့မင်းကြီးတို့ခေတ္တုံးကသီဝမင်းတို့ခေတ္တုံးကမေးကြည့်သားမလား AIDS ရဲ့ယောဂကြားဘူးလားဆိုသီဝမင်းကြီးကပြောမှာပေါ့ဘာယောဂလဲသိဘူးတို့ဟောဘာကြလေးတို့လည်းမြန်မာနိုင်ငံမှာဒီယောဂဇိုးကြီးတွေဝင်လာတာ AIDS ယောဂတို့အသက်ရောင်တဝါဘီပိုးတို့အခုဗာလဲကြက်ငှက်တုပ်ကွေးယောဂတဲ့ဟာနောက်ဘာတွေပေါ်လာအောင်မနားထောင်လေးပြေးသားရေးရှေးလျှောက်လေးယောဂဆန်းလေးပေါ်လေးရှေးလျှောက်လေးယောဂဆန်းလေးပေါ်လေးအဲ့ဒါတွေကဘာဖြစ်လို့လဲလူတွေရဲ့စိတ်ဓာတ်လူတွေရဲ့ကိုချင်းသီလပေါ်မှာအများကြီးမူတည်တယ်သီလတရားတွေပြက်လာကြပြီကိုချင်းတရားတွေပြက်လာကြပြီဆိုရင်အဲ့ဒါကတ်ကြီး3ပါးဆိုင်လိမ့်မယ်တဲ့ယောဂဆန်းတွေဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီတော့ကောင်းပြီဘေးတတ်တယ်အဲ့ဒီကတ်ကြီး3ပါးဆိုင်တဲ့အခါမှာငတ်လို့သေတဲ့လူတွေဒုဗ္ဗေကံတရကဆိုင်လို့သေတဲ့ပုဂ္ဂိုလ်တွေသေပြီးဒီနောက်မှာဘယ်မှာသွားဖြစ်မလို့ဆိုရင်ပိဋ္ဌာဘုံမှာသွားဖြစ်မယ်ဘယ်ဘုံမှာသွားဖြစ်မလဲဟောအဲ့ဒီစနစ်တန်းရောက်လို့ရှိရင်သွားရမယ်လမ်းကိုကိုယ့်အကူသိထားပြီးသားတယ်ဒုဗ္ဗိကံတရကဆိုင်လို့ငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်လို့သမင်းမစားရဟင်းမစားရပဲနဲ့အဲ့ဒီလိုအစာငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်ပြီးတော့သေကြတဲ့လူတွေဟာဘယ်ဘုံမှာသွားဖြစ်မလို့ဆိုပိဋ္ဌာဘုံတဲ့လက်နဲ့ဆန်းနေနဲ့လက်နဲ့ဘေးနဲ့သေတဲ့လူတွေကဘယ်မှာသွားဖြစ်မလို့ဆိုရင်ငရဲဘုံမှာတဲ့ဘယ်ဘုံမှာတဲ့လဲငရဲဘုံမှာတဲ့ယောဂဆန်းတဲ့သေတဲ့လူတွေကတော့ပြေးသားရေနတ်ပြည်မှာသွားဖြစ်မယ်တဲ့ဘယ်မှာသွားဖြစ်မယ်တဲ့လေကတ်ကြီး3ပါးဆိုက်တဲ့အခါမှာရှစ်ကတ်2ပါးကငရဲဘုံနဲ့ပိဋ္ဌာဘုံဘာဘုံနဲ့ဘာဘုံလဲစနစ်တန်းရောက်လို့ရှိရင်အဲ့ဒီကတ်ကြီး3ပါးတပြိုင်နဲ့ဆိုက်တာနဲ့တကတ်ကတ်နဲ့မိတဲ့ပုဂ္ဂိုလ်ဟာဒုဗ္ဗေကံတရကတ်နဲ့မိတဲ့ပုဂ္ဂိုလ်သေရင်ငရဲပိဋ္ဌာဘုံသွားမယ်တထန္တရကလက်နဲ့သေတဲ့ပုဂ္ဂိုလ်တွေဟာသေရင်ငရဲကိုသွားမယ်ယောဂတွေဖြစ်ပြီးတော့ယောဂဆန်းတွေဖြစ်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေကတော့နတ်ပြည်ကိုသွားမယ်တဲ့ဘယ်ပြည်ကိုသွားမယ်တဲ့လဲကတကယ်လို့များဘုန်းကြီးတို့10နှစ်တန်းကိုရောက်ခဲ့ရင်10နှစ်တန်းမှာလူဖြစ်ခဲ့ရင်ဘုန်းကြီးတို့ပြည်သားရေဘာနဲ့သေတာကောင်းလဲအမေတဲ့ဟုတ်ပါယောဂဆန်းတဲ့သေတာကောင်းတယ်တဲ့အဲ့တော့ဒီနေရာမှာထေကရာဆရာကပြောတယ်ပြည်သားရေလူတိုင်းတော့မဟုတ်ဘူးတဲ့လူတိုင်းတော့နတ်ပြည်ကိုမရောက်ဘူးတဲ့ဘယ်လိုလူမျိုးတွေတုံးဆိုတော့ယောဂဆန်းနေဖြစ်ရောယောဂဆန်းနေဖြစ်တဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့ဩငါတို့ယောဂဝေဒနာတွေခံစားရလို့ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်မဆင်းရဲတယ်လို့သူများတွေမခံစားကြပါစေနဲ့သူ
သူများတွေငါတို့ဖြစ်တဲ့ယောဂကြီးမဖြစ်ကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာပို့ရင်းနဲ့မေတ္တာစိတ်နဲ့သေမှနတ်ပြည်ကိုသွားတာ။ဘာစိတ်နဲ့သေမှတယ်လဲ။ဒါငါမို့လို့ဒီယောဂဖြစ်ရလားဆိုပြီးတော့ဒေါသစိတ်နဲ့သေရင်တော့ဖြင့်ငရဲပြည်သွားမှာတဲ့။ဟုတ်လားဘုရားကြီး။ယောဂဆန်းတဲ့သေတိုင်းလည်းပဲနတ်ပြည်ကိုမသွားပါဘူးတဲ့။ထေရဆရာကဖွင့်ထားတာရှိတယ်။အဲ့တော့ယောဂဆန်းတဲ့သေရတာကောင်းတယ်လို့သွားမလုံးနေတဲ့ဟိုယောဂဆန်းနဲ့သေတော့ယောဂဆန်းနေဖြစ်လာတဲ့အချိန်မှာမေတ္တာစိတ်လေးမွေးလိုက်တဲ့။ဘာစိတ်လေးမွေးလိုက်လဲ။အေးငါဖြစ်တယ်လို့မဖြစ်ကြပါစေနဲ့ငါကိုယ်စိတ်နဲ့ပါဆင်းရဲနေတယ်လို့ငါပင်မနွမ်းနေတယ်လို့တတ္တဝါတွေဒီယောဂဝေဒနာတွေမဖြစ်ကြပါစေနဲ့ဒီယောဂဘေးကြီးကလွတ်မြောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်မေတ္တာစိတ်နဲ့နေပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်မှနတ်ပြည်ကိုသွားမယ်။ပြေကိုသွားမယ်။နတ်ပြည်ကိုသွားမယ်။လူပြည်လောကကံကြီးသုံးပါးစိုက်ပြီးဆိုရင်နတ်ပြည်ကဝိတချုံနတ်သားကလိုက်ပြောတယ်တဲ့ပြေးတိုက်ကကြီးသုံးပါးစိုက်တဲ့အချိန်မှာနတ်ပြည်ကနေပြီးတော့ဝိတချုံနတ်သားကလူပြည်ကိုဆင်းလာပြီးလိုက်ပြောတယ်ဟေးတိုက်သူပြည်သားလူအများတို့9ရက်အတွင်းမှာဒီထက်ကြီးမားတဲ့တတ်ထံတရကကြီးပေါ်လာလိမ့်ဦးမယ်လူတွေအချင်းချင်းတတ်ကြလိမ့်မယ်မမြင်ရအောင်တောထဲမှာသွားပုန်းနေကြတောင်တွေထဲမှာသွားပုန်းနေကြခူတွေထဲမှာပုန်းနေကြ9ရက်တိတိလိုက်ကြင်ညာတာလေလောကကြီးကိုလှည့်ပြီးတော့ဝိသကြုံနတ်သားကကိုထင်ရှားပြပြီးတော့ခြံနေတမ်းမှာဟေးပုံညာဟာ9ရက်နေလို့ရှိရင်လက်နဲ့အထူးရှာစရာမလိုဘူးပိဋကကြီးငါလက်ပြပုံလိုချင်လိုက်တာလို့စိတ်ထဲကတန်းတလိုက်တာနဲ့လက်ထက်မှာလက်ပြပုံလိုနေရောက်လာတယ်ဒီလက်ပြပုံနဲ့ဒီလူအုပ်ကြားတဲ့ငါပြစ်ထက်ချင်လိုက်တာဆိုလက်လေးမြောက်လိုက်တာနဲ့အဲ့လက်ပြပုံကြီးကမြောက်သွားပြီးတော့ဝုန်းဆိုကြားပြီးတော့အကုန်သိကုန်တာတဲ့အဲ့ဒီလောက်ထိအောင်ကိုပြင်းပြင်းထန်ထန်နေဖြစ်မှာဒါကိုနတ်ပြည်ကနတ်တွေကသိတယ်သိတဲ့အခါကျတော့ gain မဖြစ်ချေဘူး9ရက်အတွင်းပုံနေကြဟာဆိုပြီးတော့လိုက်អော်တော့ယုံတဲ့လူတွေကပုံတယ်မယုံတဲ့လူတွေကမပုံဘူးတယောက်နဲ့တယောက်နဲ့မျက်နှာချင်းဆိုင်လို့မရဘူးနော်မမြင်အောင်ပုံနေဘယ်လောက်ပုံရမလို့9ရက်ပဲပုံရမယ်ဘယ်နှစ်ရက်ပုံရမလဲအေးအဲ့ဒါနတ်អော်သွားပြီးတဲ့အချိန်ကဝိသကြုံနတ်သားကြီးနတ်ပြည်ကနေဆင်းလာပြီးတော့អော်သွားတဲ့အချိန်ကစပြီးတော့ပုံရင်ပုံမပုံရင်နေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့ကိုမရဘူးတွေ့တာနဲ့တတ်ချင်တဲ့စိတ်ပဲပေါ်လာတာပဲတတ်ချင်လည်းပဲဓာအိမ်ကားနဲ့သွားဆွဲယူနေဒီကောင်းကောင်ကဓာနဲ့ထိုးတတ်ချင်လိုက်တာလို့စိတ်ထဲကကြံစီလိုက်တဲ့လက်ထဲမှာဓာအလိုလိုနေရောက်လာတယ်တဲ့ဘလောက်ကြောက်ဖို့ကောင်းတော့ဆိုတာဒါကြောင့်မို့လို့အဲ့ဒီလိုဘေးကြီးမျိုးနဲ့မကြုံရအောင်လို့ဘုန်းကြီးတို့ဖျားရှိခိုးတိုင်းဗုဒ္ဓဘာသာတွေဆုတောင်းတာကတ်3ပါးဗါရဝိဒရဲ့ရပ်ပြီး7ပါးဟုတ်တယ်မို့လားကျန်သူမျိုး5ပါးဒါကြောင့်အဖိုးတွေအပွားတွေအဖေတို့အမေတို့ကိုသွားကြတော့ရင်ဗာပြောလေအေးကကြီး3ပါးကလည်းလွတ်မြောက်နိုင်ကြပါသည်အနာမျိုး96ပါးလည်းကင်းကြပါသည်ဖိုးတွေဖွားတွေဆုမပေးဘူးလားအမေတို့ဖေတို့ဆုမပေးဘူးလားဘေးတိုက်အေးဒါကြောင့်ကကြီး3ပါးဆိုတာအဲ့ဒါပြောတာအဲ့ဒီကတ်နဲ့သွားဆိုင်တဲ့အချိန်မှာဘုန်းကြီးတို့ကလည်းလူသားဖြစ်တဲ့အချိန်ဆိုရင်တော့ပြေးတိုက်စဉ်းစားလို့ကိုမရအောင်ပဲကဲအဲ့ဒီတော့9ရက်ပြည့်တဲ့အခါကျတော့တောတဲ့တောင်ထဲမှာပုံနေတဲ့လူတွေထွက်လာတော့လူနည်းစုပဲကြံတော့တယ်လောကကြီးတစ်ခုလုံးအလောင်းချင်းကိုထပ်နေတာတခါတည်းတယောက်နဲ့တယောက်နဲ့တတ်ကြဖြတ်ကြအဲ့ဒါတတ်ထံတရကအကြည့်9ရက်တိတိဖြစ်မှာလေတိုက်တဲ့လက်နဲ့တာတောင်းလိုက်စားအနုမြူဘုံငါလည်းထက်ရောက်သေးသူဘုံဆိုရောက်လာတာပဲလေကံများဟာဘလောက်စမ်းကြဲတုံးဆိုတာကာမဝိပါကောအစိန်တိရောလို့ဆိုတဲ့အတိုင်းအဲ့ဒီတော့9ရက်ပြည့်တော့တောတဲ့တောင်တွေကထွက်လာတဲ့လူတွေကကြည်ပြီးတော့စိတ်မကောင်းနေဖြစ်ကြလို့ဩလူတွေချင်းချင်းတပ်ဖြတ်ကြနေကြပြီကြည်သာအလောင်းတွေကြီးပဲကြံနေတော့တယ်ဒါဟာဒေါသတရားကြောင့်လောဘတရားကြောင့်ဒီလိုဖြစ်ရတာပါလားလို့ဆိုပြီးတော့တတ္တဝတ္တယုကေသောဘေကဝေမနုတေတုတတ္တံတတ္တံတရကမဘဝေတတိတေအညမေညာပိမိဂတင်ညာပတိလဘိတန္တိတေတိနာနိတ္ထာနိဟထေတုပါတုဘဝေတန္တိတဲ့လူလို့တော့မထင်တော့ဘူးတဲ့သားခေါင်လို့ထင်ပြီးတော့မဟုတ်ဆိုးဟာသားခေါင်ကိုပြည့်တယ်လို့မိဂတင်ညာသာသမင်ဆိုတော့အမကိုပတိလဘိတန္တိရကြလိမ့်မယ်တေသံထိုလူတို့သည်တိနာနိထက်လာသွားသောအစွမ်းထက်တဲ့တိနာနိထက်လာသွားသောတတ္ထာနိလက်နဲ့တို့သည်ဟထေတုလက်ထုံ၌ပါတုဘဝေတန္တိစိတ်ကကြံစီတောင်းတလိုက်တာနဲ့လက်ထဲမှာထင်ရှားမသွေဖြစ်ပေါ်၍လာပါလိမ့်မယ်လို့ဘဂဝါဘုံတော်6စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်က
အဝေါစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းတေတိနေနသတ္ထေနဧတမိကောတိအညမညာဇီဝိတံဝရောပိတံတိလူလို့မထင်တော့ဘူးဒါသမင်ကွာဒါသမင်ကွာတတ်ကွာဒါနွားကွာတတ်ကွာလူလို့မမြင်တော့ဘူးလေမျက်လုံးတွေဘလို့တွေဖြစ်ကုန်လဲမသိဘူးအဲ့ဒါမှတတ်ကြဖြတ်ကြနေ9ရက်တိုင်သွေးချောင်းစီလို့အလောင်းချင်းထတော်တဲ့တောင်ထဲမှာပုံနေတဲ့လူတွေတော်တဲ့ကထွက်လာတဲ့အခါကျတော့မှတွေ့ပြီးတော့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဒါအကုသိုလ်တွေထွန်းကားလို့ဖြစ်တာလူတွေကိုကြမ်းနှုတ်ကြမ်းစိတ်ကြမ်းနေဖြစ်လို့ဒါတွေဖြစ်ကြတာအဲ့ဒီတော့ငါတို့ကိုမကြောက်အောင်ထိန်းကြစို့နှုတ်မကြောက်အောင်ထိန်းကြစို့စိတ်မကြောက်အောင်ထိန်းကြစို့ဆိုပြီးတော့ဘေးတတ်တဲ့ဘယ်သူမှမဟောမပြောရပဲနဲ့တဲ့ဆယ်နှစ်တန်းကလူတွေကာယကံတွေပြန်ထိန်းတဲ့ဝစီကံတွေကိုပြန်ထိန်းတဲ့မနောကံတွေကိုပြန်ထိန်းတဲ့ကာယကံနဲ့မကောင်းတာမလုပ်တော့ဘူးသူများတဲ့မတတ်တော့ဘူးသူပစ္စည်းမခိုးတော့ဘူးသူသားမယားမစော်ကားတော့ဘူးကာယကံ၃ပါးဝစီကံ၄ပါးမုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသမ္မဗလာဗလိန်ပြောတာဆက်ဆိုတာတိုင်းထွာတာကြမ်းကြမ်းတန်တန်စကားတွေပြောတာမလုပ်တော့ဘူးတဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းပြီးတော့နေလာလိုက်တာ10နှစ်တန်းကနေတက်တန်းတွေပြန်တက်လာအနှစ်20အနှစ်20ကနေပြီးတော့တက်တန်းတွေပြန်တက်အနှစ်30 40 50 60အဲ့ဒီကနေတက်တန်းတွေတဖြည်းဖြည်းနဲ့လူတွေပြန်ပြီးတော့အသက်တွေရှည်လာလိုက်ကြတာလူတွေရဲ့အသက်3သိန်းတန်းမှာတဲ့အသက်3သိန်းထိအောင်တဲ့ဘယ်ထိအောင်ပြန်တက်လာလဲဒီဒေသနာကိုဘုန်းကြီးတို့ပြတဲ့အစဉ်တိုင်းမှတ်ကြည့်နော်ဘုန်းကြီးတို့က85နှစ်တန်းကနေပြီးတော့ဆုတ်သွားလိုက်တာ10နှစ်တန်းဘယ်လောက်လဲပြည့်တဲ့10နှစ်တန်းကနေပြီးတော့တက်တန်းတွေပြန်တက်လာတာ3သိန်းတန်းဘယ်တန်းထိအောင်လဲကြားတယ်မှာကဘာမပြတ်ဘူးကဘာပြတ်သလားကဘာပြတ်တယ်ဆိုတော့ကောင်းကင်ကနေထွက်ပြီးတော့တခါတည်းကဘာကြီးမိလောင်တာပေါ့ကဘာပြတ်တယ်လို့ခေါ်တာဒါကြောင့်ကဘာမပြတ်ဘူးပြည့်တဲ့တချို့ကဘုံမတိပါမတိနဲ့ဟာသာသနာ9000ပြည့်ကဘာကြီးပြတ်မှာတဲ့ကဘာကြီးမိတွေလောင်မှာတဲ့မဟုတ်ဘူးကဘာလုံးဝမပြတ်ဘူးကဘာပြတ်လို့လည်းမရဘူးဒီကဘာကဗတ္ထကဘာလို့ခေါ်တယ်ဘာကဘာလို့ခေါ်လဲဘုရားငါးစုပွင့်တဲ့ကဘာကိုဗတ္ထကဘာတဲ့သာရကဘာတဲ့မန္တကဘာတဲ့ကဘာတွေကလည်းသူ့နာမည်တွေနဲ့သူရှိတာသူဘုန်းကြီးတို့နေတဲ့ကဘာကြီးကဗတ္ထကဘာကြီးဗတ္ထကဘာမှာဘုရားငါးစုမပြည့်မချင်းဒီတိုင်းသွားနေမှာအခုကကုသနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောဏကမနာဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကသဗ္ဗဘုရားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောရမဘုရားပွင့်တော်မူတယ်ဒီကဘာမှာဘုရားတဆူပွင့်တိုင်းသာသနာထားခဲ့တယ်ထားခဲ့တဲ့သာသနာကုန်ရင်ဆုံးမမဲ့လူမရှိရင်သာသနာတော်ကြီးကွယ်သွားတယ်နဲ့လူတွေတက်တန်းနေတိုးသွားမယ်တက်တန်းနေတိုးပြီးတော့ခုနကတော့ကပြောတယ်ကကြီး3ပါးဆိုင်တယ်ကကြီး3ပါးဆိုင်ပြီးတော့တောတဲ့တောင်တွေကပြန်ထွက်လာကြမယ်လူတွေတက်တန်းပြန်ပြီးတော့ကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းတယ်တက်တန်းတွေပြန်တိုးပြီးတော့ရှည်လာတယ်အဲ့ဒီလိုရှည်လာရင်ကနေပြီးတော့အခုတက်တန်းဘလောက်တန်းလုံးဆိုလို့ရှိရင်တဲ့လူတွေအသက်3သိန်းသားမှာအဘွားအသက်ဘယ်လောက်ရှိပြီလို့ဆိုငါအသက်3သိန်းအဖိုးအသက်ဘယ်လောက်ရှိပြီလို့ဆိုရင်ငါအသက်3သိန်းပြည့်ဖို့လို့တစ်နှစ်ပဲလိုတော့တယ်အဲ့ဒီလိုလူတွေအသက်3သိန်းသားမှာအယံဘာရဏတိကေတုမတိနာမှာရာဇဌာနိဘဝိတတိစေတသာရိဗုဒ္ဓရာဒီမေတ္တိယဗုဒ္ဓဝင်ကိုမြတ်စွာဘုရားဟောနေတာရှင်သာရိပုတ္တရာလျှောက်လို့ဘယ်သူလျှောက်လို့လဲဟောတာကဏိဒေါရာယုံကျောင်းမှာဟောနေတာဘယ်ကျောင်းမှာဟောနေတာကောရမေကြီးသင်္ကန်းလာလှူလို့အဇိတယဟန်ကသင်္ကန်းအလှူခံလို့ဒီတရားဟောနေတာဟုတ်လားဘိသရဲ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကစေတသာရိပုတ္တရာအယံရာအရံဘာရဏတိဟောဒီဗာရာဏတိခေါ်တဲ့ရွှေမြို့တော်ကြီးသည်ကေတုမတိနာမှာရာဇဌာနိဘဝိတတိကေတုမတိလို့ခေါ်တဲ့ပြည်ကြီးဖြစ်အောင်မယ်တဲ့အခုငါဘုရားလက်ထက်မှာတော့ဗာရာဏတိလို့ခေါ်တဲ့မြို့ဟာနောင်တစ်ချိန်တလို့ရှိရင်လူတွေတက်တန်း3သိန်းတန်းရောက်လို့ရှိရင်ဗာရာဏတိဆိုတဲ့နာမည်ပြောက်ပြီးတော့ကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးဖြစ်လိမ့်မယ်တဲ့တခါတည်းမြတ်စွာဘုရားကမြို့နာမည်မှာပြောသွားတာအဲ့ဒီကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာသင်္ခလို့ခေါ်တဲ့စัจ जा မင်းကြီးပေါ်လိမ့်မယ်မိဘရဲ့ခေါင်းကြီးကဝိသခာသားတော်ပေါင်းက1000အဲ့ဒီတေးရဗုဒ္ဓဝင်ဒီကစတာမြို့ကကေတုမတိတဲ့ဘာမြို့လဲတိုင်းပြည်အုပ်ချုပ်မင်းလုံးတဲ့ရှင်မင်းကြီးကစัจ जा မင်းနာမည်ကသင်္ခလို့ခေါ်တဲ့စัจ जा မင်းမိဘရဲ့ခေါင်းကြီးနာမည်ကဝိသခာတဲ့ဘုန်းကြီးတို့ပုဗ္ဗာယုံကျောင်းမကြီးနဲ့နာမည်ချင်းဆင်တယ်ဝိသခာတဲ့သားတော်ပေါင်းဘယ်လောက်ရှိမလဲသားတော်ပေါင်းက1000
ကေတုမတိမြို့ကိုချမ်းရမ်းထားတဲ့မြို့အချမ်းရမ်းပေါင်းက8400ကေတုမတိမြို့ရဲ့အလယ်ကောင်းမှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တာယင်ကြီးဟာသင်္ခစัจ जा မင်းကြီးရဲ့ရှေ့ဘုံတော်ကြောင့်ပေါ်ပေါက်ပြီးတော့လာရတယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးဟာလူတွေရဲ့မျက်စိနဲ့စိုက်ပြီးတော့ကြည့်လို့မရအောင်အကြောင်းအဝါတွေတောက်နေတယ်တဲ့စัจ जा မင်းကြီးရဲ့ကေတုမတိမြို့ရဲ့ဘုရင်စัจ जा မင်းကြီးရဲ့တကိုးကိုအဲ့ဒီမှာမြတ်စွာဘုရားကပြောပြနေတာမြို့အလယ်ကောင်မှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တတ်ရင်ကြီးပေါ်လိမ့်မယ်အဲ့ဒီပြတ်တတ်ဆောင်ကြီးဟာလူတွေရဲ့မျက်လုံးနဲ့ကြည့်လို့မရအောင်အကြောင်းဝါတွေကသိတောက်တယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးကအထပ်ပေါင်း100ရှိတယ်တဲ့ဘယ်လောက်ရှိလဲဘုရားသားအထပ်ပေါင်း100ရှိတယ်တဲ့အဲ့ဒီပြတ်တတ်ဆောင်ကြီးဟာဒီစัจ जा မင်းကြီးသင်္ခစัจ जा မင်းကြီးဒီမှာတိုင်းပြည်အုပ်ချုပ်မင်းမလုပ်ခင်တော့ကဗမာမြုပ်နေတာတော့ဆိုခင်းငါမြစ်ထဲမှာမြုပ်နေတာတဲ့ခင်းငါမြစ်ထဲမှာမြုပ်နေတာသင်္ခစัจ जा မင်းကြီးရဲ့ဘုံကံကြောင့်ပြန်ပြီးတော့ပေါ်လာရတာဒါမျိုးလို့ရှိရင်အဲ့ဒီစัจ जा ယရဏကြီးရဲ့ပိုက်ရှင်ကဘယ်သူတုံးလို့ဆိုတော့မဟာပနာထမင်းနဲ့အဲ့ဒီမင်းကြီးကဟောဒီကေတုမတိမြို့မှာပဲဆိုဆံခဲ့တာအဲ့ဒါသူ့လက်ထက်ကရှိခဲ့တဲ့ပြတ်တတ်ဆောင်ကြီးစัจ जा ယရဏကြီးအဲ့ဒါကြီးကဘုန်းကြီးတို့ပြေးတိုင်းမဟာပနာထမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့အဲ့ဒီစัจ जा ယရဏကြီးကသူ့အလိုအလျောက်ပဲပျောက်သွားပြီးတော့ခင်းငါမြစ်ထဲမှာသွားမြုပ်နေတာမဟာပနာထမင်းကအဲ့ဒီစัจ जा ယရဏဘယ်ကရတော့ဆိုတရားမင်းကဝိသဇုဏသားကိုဖန်ဆင်းခိုင်းတာဘုန်းကြီးတို့စာရှိတဲ့လူမင်းဘုန်းကြီးတော့နတ်မင်းမနေတာတဲ့ဗာမင်းဘုန်းကြီးတော့ဗာမင်းမနေတာလူမင်းဘုန်းကြီးတော့နတ်မင်းမနေတာဆိုတဲ့အတိုင်းအဲ့ဒါတရားမင်းကြီးကမဟာပနာထမင်းကြီးစီးဖို့လို့ဆိုပြီးတော့အထက်100ရှိတဲ့စัจ जा ယရဏကြီးကိုဖန်ဆင်းပေးထားတာဘာဖြစ်လို့တရားမင်းကြီးကအထက်100ရှိတဲ့ပြတ်တတ်ဆောင်ကြီးကိုဖန်ဆင်းပေးရတယ်လဲလို့ဆိုရင်တဲ့မဟာပနာထမင်းကြီးကရှေးဘဝကလုပ်ခဲ့တဲ့ကုသိုလ်တဲ့ရှေးဘဝကဘာကုသိုလ်လုပ်ခဲ့တုံးလို့ဆိုတော့ပိဋကရေရှေးဘဝတုန်းကကျူထယံရက်စားရပြီးတော့အသက်မွေးရတဲ့လူဆင်းရဲဖြစ်ကူးတယ်တာဖန်2ယောက်တော်တယ်သွားရင်းနဲ့ပြည့်စေကဗုဒ္ဓတစ်ပါးကိုဖူးတွေ့ရတာဖူးတွေ့ရတဲ့အခါကျတော့အဲ့ဒီမှာကျူရိုးနဲ့တဖန်းသားတွေနဲ့သိရွယ်မိုးကြောင်းလေးတစ်ကြောင်းဆောက်ပြီးတော့အသက်ထက်ဆုံးပစ္စည်းလေးပါတော့ပြင်စောက်ရှောက်ထောက်ပံ့လှူဒန်းခဲ့တာတာဖန်2ယောက်မဟာပနာထမင်းကြီးရဲ့အတိတ်ဇာလန်းကလည်းပဲအဲ့ဒါကျူရိုးနဲ့တဖန်းသားတွေနဲ့သိရွယ်မိုးတဲ့ကြောင်းလေးအခုလိုအုတ်တိုက်တွေပါနေဆောက်တာမဟုတ်ဘူးသွတ်တေဗီလာမေတွေနဲ့မဟုတ်ဘူးတောထဲမှာပြည့်စေကဗုဒ္ဓကိုတွေးလို့ကြီးညိုရင်းနဲ့ဆောက်ပြီးတော့လှူခဲ့တဲ့ကုသိုလ်ဟာတာဖန်2ယောက်တည်သွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတာအဖေလုံးတဲ့ပုဂ္ဂိုလ်ကနတ်ပြည်မှာနတ်စည်းစိမ်တွေခံစားပြီးတော့နေခဲ့တယ်တားလုံးတဲ့လူကလူပြည်ကိုဆင်းလာပြီးတော့ကေတုမတိမြို့မှာမဟာပနာထမင်းကြီးဆိုပြီးတော့လာဖြစ်တာမဟာပနာထမင်းကြီးနတ်ရွာလဲဆံရောအဲ့ဒီပြတ်တတ်ဆောင်ကြီးကလည်းပဲခင်းငါမြစ်ထဲကိုမြုပ်သွားတာအခုသင်္ခစัจ जा မင်းကြီးကေတုမတိမြို့မှာစัจ जा မင်းဖြစ်တော့မှအဲ့ဒီခင်းငါမြစ်ထဲမှာမြုပ်နေတဲ့ပြတ်တတ်ဆောင်ကြီးကကေတုမတိမြို့လေကောင်မှာလာပြန်ပြီးတော့ပေါ်ပေးရတာဘုန်းကြီးတို့ပြည့်တဲ့မျက်စိလည်းမသွားနဲ့မဟာပနာထမင်းကြီးရဲ့စัจ जा ယရဏအထက်100ရှိတယ်ကောင်းကင်ကိုပြန်သွားလို့ရတယ်မဟာပနာထမင်းကြီးကဒီစัจ जा ယရဏကိုဘာကြောင့်ရတာတော့ဆိုရင်ပြည့်စေကဗုဒ္ဓတစ်ပါးကိုကျူရိုးကြောင်းနဲ့တဖန်းသားတွေနဲ့ကြောင်းဆောက်တူခဲ့တဲ့ကုသိုလ်ကံကြောင့်ရတာကျောင်းကတန်ဖိုးမကြီးမားပေမဲ့လို့စေတနာကကြီးမားတော့အထက်100ရှိတဲ့ပြတ်တတ်ဆောင်ကြီးကိုသူလဲရှင်မရင်လဲဖြစ်ကောတရားမင်းကြီးကဝိသဇုဏသားကိုခေါ်ပြီးတော့ဖန်ဆင်းပေးရတာဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဓိကကဘာကိုပဲလှူစေတနာပရာနာတဲ့ဘာပရာနာလဲစေတနာထက်တော့ဘုန်းကြီးတို့ပြည်သားအထက်100ရှိတဲ့စัจ जा ယရဏကြီးကိုစီးပြီးတော့ကောင်းကင်ကိုပြန်သွားနိုင်ပါတယ်အဲ့ဒီစัจ जा ယရဏကြီးကမဟာပနာထမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့ကြံတဲ့လူတွေနဲ့မထိုက်တန်တဲ့အတွက်ကြောင့်မို့လို့တရားမင်းကဟိုးခင်းငါမြစ်ထဲမှာသွားမြုပ်ထားတာအခုသင်္ခစัจ जा မင်းကြီးပေါ်လာဟောအဲ့ဒီခင်းငါမြစ်ထဲကစัจ जा ယရဏကြီးအထက်100ရှိတဲ့စัจ जा ယရဏကြီးကိုလာပြီးတော့မျိုးလေကောင်မှာချပေးသွားတာပြေးသားရေယရဏမျိုးစုံနဲ့ခြံရံပြီးတော့အယောင်9မျိုးရှိတယ်တဲ့အဲ့တော့ကေတုမတိမျိုးရဲ့ပတ်ဝန်းကျင်ကိုဘုန်းကြီးတို့ကြည့်လိုက်ရအောင်လို့ကေတုမတိမျိုးရဲ့ပတ်ဝန်းကျင်ကယရဏမျိုးစုံတွေခြံရံပြီးတော့တတိုင်း9ထပ်ရှိတယ်မြို့တကား4မျက်နှာမှာရွှေစရက်တွေပေါ်ပေါက်လိမ့်မယ်ဥယျာဉ်တော်ထဲမှာလည်းပဲပန်းမျိုးစုံတွေဟာမြတ်ကြီးတွေသွန်းနာသလိုမွေးကြိုင်လန်းဆန်းပြီးတော့ရေကန်တွေမှာလည်းပဲကြာမျိုး5ပါးတွေပွင့်ပြီးတော့တင့်တယ်လပ်ပါနေလိမ့်မယ်စေတသာရိဗုဒ္ဓရာ
မြို့လေကောင်မြို့တက်က၄ပေါင်မြို့ရဲတိုင်းတွေမှာနတ်ပဲဆိုအဝိအစာသာတော်ဘုရားတွေဟာပရိသာမင်းနေမှာချိန်ဆွဲပြီးတော့နေကြလိမ့်မယ်လိုချင်တာကိုတိုင်းသူပြည်သားတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူယုံပဲသာရိပုတ္တရာတဲ့ကေတုမဏိမြို့ကြီးရဲ့ဆန့်ကျင်ပုံတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်သာရိပုတ္တရာကိုပြောပြနေတာပိသတိမြို့လေကောင်မှာမြို့တကား၄ပေါက်မှာမြို့ရဲ့တိုင်းကြီးဓာတ်ထဲမှာပိသတိနတ်ပစိုးတွေအဝိအစားတွေစားတရားတောက်စရာတွေရှင်းရှင်းပြောပိသပတိသာပင်တွေဘာတွေလဲပရိသပင်နဲ့ဘယ်နာကြည့်ကြည့်လိုချင်တာပရိသပင်ကသွားဆုတ်ယူလိုက်ရုံပဲဘာမှအပူပင်တော့ကမရှိဘူးအဲ့ဒီအသက်တသိန်းတန်းကလူတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူစားယုံမဲတဲ့အဲ့ဒီလိုအဖက်ဖက်ကနေပြီးတော့ပြေဆုံးနေတဲ့နေပြီးတော့ကေတုမရီမျိုးဆိုတာဘုန်းကြီးတို့ဖယားအလောင်းပွင့်တော်မူမဲ့အရိမေတ္တယဘုရားရှင်ကိုရောမြတ်ရဲ့မြို့တော်ပဲတဲ့ဒါမြင့်ရဲ့ပိသတ်တွေစတော်မယ်အရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာရာမြို့ဟာကေတုမရီမြို့ပါမြို့တယ်လေဩဘုန်းကြီးတို့အခုပွင့်တော်မူသွားတဲ့ခေါရမမြတ်စွာဘုရားဖွာတော်မူရာမြို့ကကပိလဝမြို့ပါမြို့တယ်လေကပိလဝနေပြီးတော့နောင်ပွင့်တော်မူမဲ့အရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာတော်မူမဲ့မြို့တော်ကကေတုမရီမြို့တော်တဲ့အလောင်းတော်နတ်သားဟိုးနတ်ပြည်မှာရှိသေးတယ်16သိန်းနဲ့ကဘာတသိန်းပါရမီတွေဖြည့်ပြီးတော့တုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေမယ်အဲ့ဒီလိုအလောင်းတော်နတ်သားတုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေတဲ့အခါကျတော့ပွင့်ငိမ့်တမ်းပြီးဆိုလို့ရှိရင်နတ်တွေမြမတွေစัจ java လာပေါင်း1000ကနတ်မြမတွေကအလောင်းတော်နတ်သားထံကိုသွားပြီးလို့အလောင်းတော်နတ်သားဖျားဖြစ်ဖို့လို့ချိန်တန်ပါပြီလူပြည်ကိုကြွတော်မူပါလူပြည်ကိုကြွပြီးတော့ဖျားဖြစ်တော်မူပါလို့အဲ့ဒီလိုနတ်တွေမြမတွေကလျှောက်ထားလိမ့်မယ်သာရိပုတ္တရာဒါနဲ့အလောင်းတော်နတ်သားကရှေ့ဘုရားလောင်းတို့ရဲ့ထုံးကိုမိပြီးတော့လူပြည်ကိုကြည့်တော်မယ်တဲ့ငါဘယ်သူဝမ်းထဲမှာပြိတ္တန်နေနေရမလဲငါအဖေတော်မဲ့လူဟာဘယ်သူလဲငါမဲတော်တော်မဲ့လူဟာဘယ်သူလဲလို့ဧသတရေဘုရားလောင်းတော်အဲ့ဒီမေတ္တရာဘုရားလောင်းတော်နတ်သားကလူပြည်ကိုကြည့်ခြင်း5မျိုးနဲ့ကြည့်မယ်ကြည်ခြင်းဘယ်နှမျိုးကျဲလိုက်ဆိုဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဘုရားဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဘုရားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဘုရားပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဘုရားဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဘုရားဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဘုရားဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်ဘုရားဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြည့်ကြည်ရမည်အဲ့ဒါကြည်ခြင်း5မျိုးလို့ခေါ်တယ်နံပါတ်1ဘုန်းကြီးတို့စာပေလို့ပြောရင်ကာလတဲ့ကာလဆိုတာအချိန်ခါကာလကိုကြည်ရတယ်တဲ့လူတွေရဲ့အသက်3သိန်းတန်းအောက်မှာလည်းမဖြစ်ရဘူး3သိန်းတန်းအထက်လည်းမဖြစ်ရဘူး100တန်းအောက်လည်းမဖြစ်ရဘူးအဲ့ဒါကိုကြည့်ရတယ်ချိန်ကာလကြည့်တော့အခုက3သိန်းတန်းဆိုတော့ဒါဘုရားရှိဖို့လို့100တန်းအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့100တန်းအောက်ဆိုရင်ကဘုရားပွင့်တာဟိုဘုန်းကြီးတို့85နှစ်တန်းလေးအခုဘယ်လောက်လဲပဲရေးတာ85နှစ်တန်းမှာဘုရားပွင့်တာလားမပွင့်ဘူး100တန်းမှာမပွင့်ရဘူး100အောက်ဆိုရင်ဘုရားမပွင့်တော့ဘူး100တန်းသက်တန်း100တန်းအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့အသက်3သိန်းတန်းအထက်ကိုဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့3သိန်းတန်းအထက်ကိုပွင့်ရင်လည်းပဲလူတွေကိုအိုပါတယ်နားပါတယ်သေပါတယ်ဟောလဲသူတို့ကမယုံဘူးတဲ့သက်3သိန်းတောင်မှနေတဲ့အခါကျတော့အိုတဲ့လူမရှိဘူးသူကြည့်လဲဒီယုတ်ပဲငါကြည့်လဲဒီယုတ်အိုတယ်လို့သိမရှိဘူးတဲ့အဲ့3သိန်းတန်းအထက်ကြပြန်တော့လေပဲအိုတာပြောရင်အိုတယ်ဆိုတာဘာလဲလို့မေးဖို့မေးကြည့်ရတဲ့ခင်မျိုးတဲ့အဲ့တော့3သိန်းတန်းအထက်မှာလူတွေကတတန်းသိရှည်ကြတဲ့အခါကျတော့အိုရာနာတာတွေဟောလို့ဒုက္ခတွေဟောလို့သူတို့သိနားမလဲဘူးသဘောမပေါက်ဘူးတဲ့ဒါကြောင့်3သိန်းတန်းအထက်မှာလည်းပဲဘုရားမပွင့်ဘူးယာရန်အောက်မှာလည်းပဲဘုရားမပွင့်ဘူးဆိုတော့အခုဟာက3သိန်းတန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကာလဒါကိုကြည့်တယ်ဒါကိုကြည့်လိုက်တော့မြင်တယ်ဟုတ်တယ်3သိန်းတန်းဖြစ်နေပြီ
ဒီပကျွန်းကြီးလေးကျွန်းရှိတဲ့ထဲမှာတောင်ကျွန်းစဘူဒီပဖရာအဆူဆူပွင့်တော်မူသွားတာအရှိကျွန်းမှာပွင့်သလားအနောက်ကျွန်းမှာပွင့်သလားမြောက်ကျွန်းမှာပွင့်သလားဆိုတော့အရှိကျွန်းနဲ့အနောက်ကျွန်းနဲ့မြောက်ကျွန်းမှာမပွင့်မဲနဲ့ရှေ့ကဖရာတို့သည်ပွင့်တော်မူသွားတာတောင်ကျွန်းမှာပဲပွင့်တယ်တဲ့ဗမာပဲပွင့်တယ်တဲ့လေဇဗုဒီပဇဗုတပြေပင်ကြီးပေါက်တဲ့ကျွန်းမို့လို့ဇဗုရိတ်ကျွန်းလို့ခေါ်တာဟုတ်ဘုန်းကြီးတို့နေတာအဲ့ဒါတောင်ကျွန်းပဲအဲ့တော့တောင်ကျွန်းကိုလည်းလှမ်းကြည့်ရတယ်နောက်တကဒေသတောင်ကျွန်းတော့မှန်တယ်တောင်ကျွန်းရဲ့အလယ်ဘကိုတဲ့တဲ့ဟာဘယ်ဟာလဲမြစ်စီမဒေသဆိုတော့မြစ်စီမဒေသဆိုတော့ဘုန်းကြီးတို့အခုဘုရားပွင့်တော်မူသွားတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာအဲ့ဒါဒီတောင်ကျွန်းကြီးရဲ့အလယ်ကောင်တဲ့တဲ့အရာပဲတဲ့ဒါကြောင့်မို့လို့ဘုရားတိုင်းဒီအဲ့ဒီအိန္ဒိယမှာပဲပွင့်ကြရတယ်မြစ်စီမဒေသလို့ခေါ်တယ်မြစ်စီမဆိုတာအလယ်တောင်ကျွန်းကြီးရဲ့အလယ်ဘကိုကြည့်လိုက်တဲ့အခါကျတော့ဒီမြစ်စီမဒေသကိုတွားမြင်တယ်နောက်တကကုလတဲ့အမျိုးအနွယ်ကိုကြည့်ရတယ်တဲ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအမျိုး၄ပါးရှိတယ်အမျိုးဘယ်နှပါးလဲမင်းမျိုးရဲ့ပုံနာမျိုးရဲ့ကုံတယ်မျိုးရဲ့လူဆင်းရဲမျိုးရဲ့လို့အမျိုး၄ပါးကိုသတ်မှတ်ထားတယ်အဲ့တော့အမျိုး၄ပါးရှိတဲ့အထက်မှာလဲမင်းမျိုးနဲ့ပုံနာမျိုးမှာပဲဘုရားတို့မိဒီမှာပရိသတ်နေယူရတယ်လူဆင်းရဲမျိုးနဲ့ကုံတယ်မျိုးမှာသွားပြီးတော့ပရိသတ်နေမယူရဘူးတဲ့အမျိုးညံ့လို့ဘုရားဆိုတာအမျိုးမြတ်တဲ့ထဲမှာပဲပရိသတ်နေရတယ်မင်းမျိုးနဲ့ပုံနာမျိုးဘာနဲ့လဲမင်းမျိုးနဲ့ပုံနာမျိုးကိုအများဆုံးအမျိုးလို့သူတို့ခေတ်ကသတ်မှတ်တာမှန်ပါတယ်ပရိသတ်ကြီးအဲ့တော့ဘုရားပွင့်မဲ့အချိန်မှာလူတွေကမင်းမျိုးကိုအများဆုံးထားရင်မင်းမျိုးမှာပရိသတ်နေမယ်ပုံနာမျိုးကိုအများထားရင်ပုံနာမျိုးမှာပရိသတ်နေမယ်နောက်တက်ကမာတုအာယုပရိစ္ဆေဒလို့ဆိုတဲ့အတိုင်းအမေရဲ့အသက်ကိုလည်းကြည့်ရတယ်တဲ့ဘုရားလောင်းတော့ပရိသတ်နေယူမဲ့မဲတော်ဟာဘုရားအလောင်းကိုမွေးပြီးရင်9ရက်ပြည့်တာနဲ့သေလို့တက်တန်းကုန်တဲ့မဲတော်မျိုးလည်းဖြစ်ရမယ်တဲ့9ရက်ထက်လည်းအသက်ပိုမရှိရဘူးတဲ့အဲ့ဒီလိုလဲလိုက်ရှာရတယ်မဲတော်ကိုဘုရားလောင်းတော်မွေးပြီးလို့နောက်ထပ်9နှစ်နေအောင်မယ်10နှစ်နေအောင်မယ်ဆိုရင်အဲ့ဒီမဲတော်ဝမ်းထဲမှာဘုရားလောင်းပရိသတ်နေမနေဘူးဘုရားအလောင်းခွာပြီးရင်9ရက်ပဲမဲတော်ကအသက်ရှည်ရမယ်အဲ့ဒီ9ရက်အသက်ရှည်မဲ့မဲတော်ရဲ့အာယုအသက်ကိုလည်းကြည့်ရတယ်မဲတော်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာကဘာတသိန်းပါရမီဖြည့်ထားရမယ်တဲ့ဒီစံပရိသတ်ကြီးဘုရားရဲ့မဲတော်ဖြစ်ချင်ရင်ကဘာပေါင်းဘယ်လောက်တက်လဲကဘာတသိန်းတိတိပါရမီဖြည့်ကျင့်ထားပြီးတော့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒါကိုဘုန်းကြီးတို့အရိမတေယဘုရားလောင်းကနတ်ပြည်ကနေအကုန်လှမ်းကြည့်တာနတ်ပြည်ကနေလှမ်းကြည့်လို့ဒီအင်္ဂါရပ်တွေအကုန်လုံးညီပြီဆိုတော့မှသူကပရိသတ်နေနေမှာအဲ့တော့မဲတော်ဟာ၅ပါးသီလကိုလုံခြုံအောင်စောင့်ထိန်ထားတဲ့သူလည်းဖြစ်ရမယ်နောက်တစ်ခါဒီမဲတော်ကြီးဟာဘုရားလောင်းကိုပရိသတ်နေတည်မဲ့မဲတော်ကြီးဟာလော်လီချင်းဖောက်ပြားချင်းဘာမှမရှိရဘူးတဲ့အဲ့ဒီလိုအင်္ဂါရပ်တွေနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့မှလူပြည်ကိုဆင်းလာပြီးတော့အရိမေတ္တရာဘုရားအလောင်းနာသားဟာပရိသတ်နေပါတယ်ဘယ်မှာနေတော့ဆိုလို့ရှိရင်ဗျမနောတတ္တရိညောစသူဗျမောပုရောဟိတောသူဗျမနောပုရောဟိတောဘုသူတော်ဇာသတုပေတော်တာသောမစ္ဆာယောဘဝိတ္တိဗျမနောတတ္တရိညောစသူဗျမနောပုရောဟိတောဘုသူတော်ဇာသတုပေတော်တာသောမစ္ဆာယောဘဝိတ္တိဘုရားလောင်းတော်နတ်သားဟာဘယ်မှာသွားပရိသတ်နေတော့ဆိုလို့ရှိရင်ကေတုမတိပြည်သင်္ခစัจ जा မင်းကြီးရဲ့မင်းတိုင်မင်းအမတ်ကြီးတဆူဖြစ်တော်မူတဲ့အကိုယ်ွယ်ခံရတဲ့သူ့ဗျမပုံနာကြီးတဲ့ဟောဒေသရဲ့ဘုရားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူ့ဗျမပုံနာတဲ့ဘာပုံနာတဲ့လဲဒါမြင်ဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားကပုံနာမျိုးမှာဖြစ်မှာဘယ်မျိုးမှာဖြစ်မှာလဲအဲ့ဒီသူဗမောပရောဟိတောသူဗျမနောပရောဟိတောသူဗျမလို့အမိရတဲ့ပရောဟိပုံနာကြီးကဘုသူတော်စာအကြမ်းမြဲလည်းများတယ်သတုံးဘေတော်စာဘေတင်လေးဘုံကိုလည်းတက်မြောက်ကျွမ်းကျင်တယ်အဲ့ဒီသူဗျမပုံနာကြီးရဲ့ဇနီးပုံဗျမနဝတီ